ဘာဝနာတွေထဲမှာအမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိကိုပွားပါအဲ့ဒီမှာဘာဝနာနမနုဿရံဆိုတဲ့စကားလုံးကဘာဝနာတွေထဲမှာကောင်းမြတ်ဆုံးသောဘာဝနာဘာလဲလို့ဆိုရင်ဗုဒ္ဓနုတ္တိပဲကျေးဇူးတော်ရှင်ဗောဓိတထောင်ဆရာတော်ဘုရားကြီးဟာဗုဒ္ဓနုတ္တိပွားနေတယ်ဆိုတာအမတမထင်ရှားအမြဲတမ်းမြတ်စွာဘုရားနဲ့ပတ်သက်တဲ့ကိစ္စဝိစ္စတွေအမြဲတမ်းဆောင်ရွက်နေမြတ်စွာဘုရားရဲ့ပရိဘောဂဖြစ်တဲ့ပရိဘောဂဇေဒီဖြစ်တဲ့ဘောဓိပင်တွေကိုစိုက်ပျိုးတာဒါလည်းဗုဒ္ဓနုတ္တိပဲမြတ်စွာဘုရားကုံကိုအာယုပြုပြီးဆောင်ရွက်တာဟုတ်ထို့ပြင်ရုပ်ပွားဆင်းတုတော်တွေကဘာမှာအံ့ဖွယ်အဖြစ်အောင်အမတမထူးခြားထင်ရှားကြီးမားလာတဲ့ဗုဒ္ဓရုပ်ပွားတော်တွေအလုံးသိကြတဲ့အတိုင်းဆရာတော်ဘုရားကြီးကစီမံဆောင်ရွက်တယ်ဆရာတော်ကြီးရဲ့နှလုံးသားထဲမှာကိန်းနေတာဗုဒ္ဓနုတ္တိဆိုတာပြောစရာမလိုအောင်အမြဲတမ်းပွားနေတာလေဗုဒ္ဓနုတ္တိ1990-91ခုနှစ်လောက်ကဘုန်းကြီးတို့သီရိလင်္ကာနိုင်ငံမှာရှိသီရိလင်္ကာနိုင်ငံကိုဆရာတော်ဘုရားကြီးကြွလာတဲ့အခါဘုန်းကြီးတို့ဝကြိုးငယ်ပြုရင်းဆရာတော်ကြီးနဲ့စတင်ပြီးတော့ယဉ်နှီးလာသီရိလင်္ကာနိုင်ငံကပြန်ပြီးတော့ထိုင်းနိုင်ငံကိုပြန်ကြွသွားတဲ့အခါဘုန်းကြီးတို့လည်းလိုက်ပါသွားဆရာတော်ကြီးနဲ့အတူဆရာတော်ရဲ့အမတန်ယဉ်နှီးတဲ့ဘန်ကောက်မြို့မှာရှိတဲ့တရားဓမ္မဒေါ်လှထုမေတို့အိမ်မှာတခန်းနဲ့ဆရာတော်ကြီးနဲ့9 ရက်တိတိဘုန်းကြီးတို့အတူနေခဲ့ရတယ်ပေါ့အိမ်မှာဆိုတော့နေရာကျယ်ကျယ်လည်းမရှိတော့တခန်းထဲမှာပဲဆရာတော်ဘုရားကြီးကရင်နဲ့ရှင်ရဲ့ဘုန်းကြီးတို့လည်းကရင်ခင်းပေးတာအဲ့ဒီမှာဆရာတော်ဘုရားကြီးကိုအနီးကပ်ကြည်ညိုခွင့်ရဘုန်းကြီးတို့ညလုံးပေါက်ဆရာတော်ကြီးနားမှာဆရာတော်ကြီးနဲ့အတူတခန်းနဲ့9 ညတိတိဘန်ကောက်မြို့မှာနေခဲ့ရတယ်ဆရာတော်အမြဲတမ်းဗုဒ္ဓနုတ္တိဘာဝနာပွားနေတာကိုပဲသိရတယ်ကရင်ပေါ်မှာလဲလျှောင်းနေတော့လဲဆရာတော်လက်ကပဋိစိတ်ရဲ့ပဲဗုဒ္ဓနုတ္တိဘာဝနာပွားပြီးတော့အမြဲတမ်းဘုရားကုံကိုအာယုံပြုနေတယ်လို့ဆိုတာဘုန်းကြီးတို့ကိုတွေ့အနီးကပ်သိရှိခဲ့ရအဲ့တော့အမြတ်ဆုံးဘာဝနာဖြစ်တဲ့ဗုဒ္ဓနုတ္တိကိုဆရာတော်ဘုရားကြီးကအမြဲတမ်းပွားများအထောက်ဘုရားကိုကြည်ညိုသဖြင့်ဘုရားဟောထားတဲ့ထူးခြားတဲ့တရားတော်တွေကိုလည်းဆရာတော်ကြီးရွတ်ဖတ်တရေဆဲနေတယ်ဆိုတာသိရဆိုပါစို့ဘုရားဖြစ်သူရောက်တော်မူပြီးတဲ့နောက်ခုမြောက်တတ္တဟတခုသောတတ္တဟယရဏဂရတတ္တဟမြတ်စွာဘုရားတရားဓမ္မတွေကိုဆင်ခြင်စဉ်းစားတယ်အဲ့လိုဆင်ခြင်စဉ်းစားရင်းကနေနောက်ဆုံးအမတမကျေဝန်းလှတဲ့ကြောင်းကျိုးဆက်နွယ်ပြီးဖြစ်ပေါ်နေတဲ့တလောကလုံးကိုခြုံငုံပြီးတော့သုံးသပ်နိုင်တဲ့ပဋ္ဌာန်းကျမ်းကြီးကိုဆင်ခြင်သုံးသပ်နေတော့မြတ်စွာဘုရားခန္ဓာကိုယ်ကရောင်ကြီးတော်တွေထွက်လာတယ်ဆိုတော့အဲ့လိုရောင်ကြီးတော်ထွက်လာအောင်ကြည်နူးဖွယ်ရဝမ်းသာဖွယ်ရဉာဏ်ကျက်စားလို့ရတဲ့ပဋ္ဌာန်းကျမ်းကြီးဟာတခြားဒေသနာများနဲ့မတူအောင်ထူးခြားတယ်။ဒါကြောင့်မို့လို့ဘုရားကြည်ညိုတဲ့ပုဂ္ဂိုလ်ဆရာတော်ဘုရားကြီးကဘုရားကိုအမတန်ကြည်ညိုတဲ့ပုဂ္ဂိုလ်ဖြစ်လို့ဒီပဋ္ဌာန်းကိုလည်းအမြဲတမ်းတရေဆဲနေတယ်ဆိုတာကိုသိရတယ်။ဒါဘုရားကြည်ညိုတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားဘယ်တရားတော်ကိုနှစ်သက်ဆုံးလဲဆိုဘုရားနှစ်သက်ဆုံးဖြစ်တဲ့တရားကိုရွတ်ဖတ်တရေဆဲတာဟာလည်းဘုရားကိုကြည်ညိုမှုကိုထင်ရှားပြတာဂတိဗုဒ္ဓရာမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုတော်တိုင်ကသ
သူဗုဒ္ဓအလောင်းယသိကြီးကိုမိန့်ကြားခဲ့တာဘာဝေဟိဗုဒ္ဓနုတ္တိဘာဝနာနမနုဿရံဘာဝနာတွေထဲမှာအမြတ်ဆုံးဖြစ်တဲ့ဗုဒ္ဓနုတ္တိဘာဝနာပွားပါတဲ့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့လည်းအမြတ်ဆုံးသောဘာဝနာဆိုတာဗုဒ္ဓနုတ္တိဘာဝနာပဲဘုရားကုံကိုဤမျိုးမျိုးနဲ့အာယုံပြုပြီးတော့ဒီလိုပွားများအထောက်မယ်ဆိုရင်ဘာချိုးရတော့လို့မေးเสียရှိတယ်လောကမှာလူတွေကတော့ညမှန်းချက်တွေကတော့အများကြီးပေါ့လိုချင်တဲ့အကျိုးတွေကလည်းအများကြီးပဲတယောက်နဲ့တယောက်တူကောင်းမှတူမယ်ပေါ့စိတ်ဆန္ဒတွေအမျိုးမျိုးနဲ့အဲ့ဒီစိတ်ဆန္ဒအမျိုးမျိုးကိုဘုရုဟုတ်တရမြတ်စွာဘုရားကဧတံတတိံဘာဝရိတ်တဝပုရရိတ်တတိမာနတံဘုရားကုံကိုအမြဲတမ်းအမှတ်ရနေတဲ့တတိတရားကိုမိမိတဏ္ဍာမှာဖြစ်အောင်လုပ်မယ်တိုးပေါင်းအောင်လုပ်မယ်ဆိုလို့ရှိရင်တဲ့စိတ်ရဲ့အလိုဆန္ဒတွေအလုံးဟာပြည့်လာမယ်လို့ပြောတာအလိုဆန္ဒပြည့်ဖို့ဆိုတာအမတမခဲနေလေလူတိုင်းအလိုဆန္ဒဟာမပြည့်ကြတာပဲများအဲ့တော့ကိုယ့်ရဲ့စိတ်ဆန္ဒတွေပြည့်ဝဖို့ဆိုရင်ဘာလုပ်အောင်လဲအမြတ်ဆုံးသောဘာဝနာကိုပွားများအထောက်ကြရမယ်အဲ့ဒီအမြတ်ဆုံးသောဘာဝနာဆိုတာဘာလဲဆိုရင်ဗုဒ္ဓနုတ္တိပါပဲဒါသုဗုဒ္ဓထေရပရမဆိုထားတဲ့စကားလေးတစ်ခုကဲဗုဒ္ဓနုတ္တိဟာဘာဝနာတွေထဲမှာဘာဖြစ်လို့အမြတ်ဆုံးဖြစ်ရတယ်လဲလို့မေးကြည့်လို့ရှိရင်အဖြေကတော့ရှင်းရှင်းပဲလောကမှာအမြတ်ဆုံးပုဂ္ဂိုလ်ဘယ်သူလဲဆိုရင်ဘုရားပဲပေါ့ဒီတမြတ်တဲ့ပုဂ္ဂိုလ်မရှိဘူးလေဒါကြောင့်မို့လို့အမြတ်ဆုံးပုဂ္ဂိုလ်ရှာပါလို့ဆိုရင်ဘုရားပဲတွေ့မှာအဲ့ဒီအမြတ်ဆုံးပုဂ္ဂိုလ်နဲ့ပတ်သက်လာတဲ့ဂုံကြီးဂုံသွေးတွေအမြတ်ဆုံးသောတရားဓမ္မတွေကြီးညိုတာသုတ္တန်တစ်ခုမှာဘယ်လိုဆိုထားတော့ယေဘိခွေဗုဒ္ဓေပတ္တနာအခေတိပတ္တနာဘုရားကြီးညိုတဲ့ပုဂ္ဂိုလ်တွေဟာအမျက်ဆုံးသောအရာကိုကြီးညိုတာပဲတဲ့ကြီးညိုတယ်ဆိုတာတာမန်ကြီးညိုမှုမဟုတ်ဘူးဘုရားနဲ့ပတ်သက်ပြီးဘုရားကိုကြီးညိုတယ်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာကိုယ့်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ရမှာပေါ့ကိုယ့်မှာဘုရားပူဇော်ထားတယ်24နာရီရှိတဲ့အထက်မှာ7နာရီအချိန်နှုတ်လိုက်ပါကျန်တဲ့အချိန်မှာဘုရားဘယ်နှခါတတိယပဲလဲဒါဆန်းစစ်ကြည့်ရမယ်အချက်တည်းဆန်းစစ်မကြည့်ရင်မသိဘူးလေအဲကြောင့်ဘုရားကိုဘယ်နှခါတတိယတယ်လဲဘုရားနုတ္တိကိုဘယ်နှခါပွားတယ်လဲဆိုတာကိုစဉ်းစားဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်အဖြေဟာလူတိုင်းအတွက်ထွက်လာနိုင်ပါလေယေဘိခွေဗုဒ္ဓေပတ္တနာအခေတိပတ္တနာအမြတ်ဆုံးသောအရာကိုကြီးညိုခြင်းနဲ့ဆိုရင်ဘုရားကိုပဲကြီးညိုအဲ့ဒီအမြတ်ဆုံးသောဘုရားကိုကြီးညိုရရင်ဘာဖြစ်လဲအခေခောပနပတ္တနာနံအဂောဝိပါကောဟောတိအမြတ်ဆုံးသောအကျိုးကိုရပါတယ်ညာသောအားဖြင့်လူတွေကအကောင်းဆုံးကိုရခြင်းတယ်အကျိုးတရားနဲ့ပတ်သက်လာရင်အကောင်းဆုံးလိုချင်တယ်အကောင်းဆုံးအကျိုးကိုရခြင်းအကောင်းဆုံးအကျိုးကိုရခြင်းလို့ရှိရင်အကောင်းဆုံးသောဘာဝနာအမြတ်ဆုံးသောဘာဝနာအမြတ်ဆုံးသောဘုရားကိုအလေးအနက်ကြီးညိုတတ်ဖို့မလိုဘူးလားခဏတန်လို့တယ်သမိုင်းမှာမှတ်တမ်းတင်ရလောက်အောင်အမတန်ကြီးကျယ်တဲ့လုပ်ငန်းကြီးတစ်ခုကိုတမန်ပုဂ္ဂိုလ်တွေလုံးနိုင်ဒီနေရာဒီဌာနကြီးဟာနှစ်ပေါင်းကြာလာလေလေတန်ဖိုးတွေတက်လာလေလေဒါသမိုင်းဘက်ကတန်ဖိုးပြောတာနော်ကုသိုလ်ဘက်ကတန်ဖိုးကတော့မဖြတ်နိုင်ပါဘူးမြတ်စွာဘုရားဟောသလိုဘုရားကိုကြည်ညိုတဲ့တန်ဖိုးဟာ
ပင်လယ်ထဲကရေတွေကိုခွက်ကလေးနဲ့ချင်ပြီးတော့ဘယ်နှခွက်လို့ပြောလို့မရတယ်လို့ပဲအသင်္ချေယအပမေယရေတွက်လို့မရနိုင်လောက်အကျိုးတွေရှိတယ်လို့ပဲပြောရအောင်သမိုင်းတန်မိုးနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီနေရာဒီဌာနကြီးရဲ့သမိုင်းတန်မိုးဟာတစ်နှစ်ပြီးတစ်နှစ်တက်လာမှာပဲသိကြဘုန်းကြီးတို့မြန်မာနိုင်ငံမှာကုန်းပေါင်ခေတ်ရာဆိုရင်လည်းမင်းတို့မင်းကြီးကနေပြီးတော့လှမ်းခေါ်တဲ့အခါကျတော့အဘိုးတော်လို့ဘိုးတော်မင်းတရားကြီးလို့ပြောတာမင်းတို့ဒီဘောတို့ကမင်းတို့ကနောက်ဆုံးဒီဘောတို့နောက်ဆုံးမင်းဆိုတော့မင်းတို့မင်းနဲ့အဘိုးတော်လို့ဘိုးတော်မင်းတရားလို့ပြောတာအဲ့ဒီဘိုးတော်မင်းတရားကြီးဟာကြည့်လေလွန်ခဲ့တဲ့အနှစ်300လောက်ကမင်းကွန်းဘက်မှာအကြီးမားဆုံးသောပထိုးတော်ကြီးကဘာမှာအတန်းမြည်အောင်ထိုးလို့ရတဲ့ခေါင်းလောင်းထဲမှာလည်းပဲအကြီးဆုံးသောခေါင်းလောင်းကြီးဘယ်နိုင်ငံမှမရှိတဲ့အကြီးဆုံးသောချင်းသေးကြီးနဲ့ရေကန်ကြီးတဲ့ကြီးလေးကြီးတည်ထောင်ထားရတာဒီကနေ့နိုင်ငံသားတွေနဲ့ဖျားဘူးဧည့်သည်တွေတွားရောက်ပြီးတော့လေ့လာရတဲ့ historical site ဖြစ်နေတယ်ဟုတ်လားသမိုင်းတန်ဖိုးဟာအမှန်တမ်းမြင်မာတယ်ပေါ့အကယ်၍သာဘိုးတော်မင်းတရားကြီးကပထိုးတော်ကြီးလည်းမတည်ခဲ့ဘူးခေါင်းလောင်းကြီးလည်းမသွန်းခဲ့ဘူးရှင်သေးကြီးတွေလည်းမလုပ်ခဲ့ဘူးရေကန်ကြီးလည်းမတူးခဲ့ဘူးဆိုလို့ရှိရင်ထိုနေရာထိုဒေသဟာသမိုင်းအနေနဲ့သိတန်ဖိုးရှိလို့မဟုတ်ဘူးဟောသမိုင်းဘက်ကတန်ဖိုးပြောတာနော်ကုသဘက်ကတန်ဖိုးကတော့ပြောစရာမလိုဘူးညောင်ရမ်းခေတ်ကုန်းပေါင်ခေတ်မတိုင်ခင်ကမြန်မာမင်းဆက်တွေထဲမှာညောင်ရမ်းခေတ်ထဲမှာပါဝင်တာလွန်မင်းတရားကြီးဆိုတာကြားဖို့ရတယ်မြန်မာရာဆွဲမှာတာလွန်ဆိုတဲ့အဓိပ္ပာယ်ကဘာဖြစ်လို့တာလွန်လို့ခေါ်တာပိုကောင်းလို့ပိုးတော်လို့တာလွန်ခေါ်တာလားသူ့ရဲ့အကိုကအနောက်ဖက်လွန်မင်းတရားလို့ရေးကြတယ်အနောက်ဖက်လွန်ဆိုတာနောက်ရဆန်တဲ့အခါအနောက်ဖက်ကမ်းမှာကွယ်လွန်သွားလို့အနောက်ဖက်လွန်လို့ခေါ်တာတာလွန်မင်းတရားကြီးကြတော့ဘာဖြစ်လို့တာလွန်လို့ခေါ်တာတော့ဆိုတက်တက်တာတာလေးနဲ့နောက်ရဆန်သွားလို့တာလွန်လို့ခေါ်တာနော်တာတာလေးနဲ့ကွယ်လွန်သွားလို့တာလွန်ခေါ်တာပုံမကောင်းတဲ့ပုဂ္ဂိုလ်အနေနဲ့တာလွန်လို့ခေါ်တာမဟုတ်ဘူးအဲ့ဒီတာလွန်မင်းတရားကြီးဟာကြည့်စကိုင်းမြို့နယ်ထဲမှာအမတန်ကြီးမားလာတဲ့ကောင်းမှုတော်ဘုရားကြီးတည်ထားတယ်ဒီကနေ့ခေတ်သမိုင်းတန်ဖိုးကိုကြည့်ပေါ့အကယ်၍များကောင်းမှုတော်ဘုရားဒီနေရာမှာမတည်ခဲ့ဘူးဆိုလို့ရှိရင်ဒီကနေ့ခေတ်ရနေတဲ့သမိုင်းရဲ့တန်ဖိုးတွေရမှာမဟုတ်ပါဘူးအမတန်မှကျေးဇူးကြီးတယ်ကျေးဇူးတင်တိုက်တဲ့ပုဂ္ဂိုလ်တွေပဲမြန်မာလူမျိုးတစ်မျိုးလုံးဂုဏ်ယူဝင်ကြွားလိုက်တဲ့ပုဂ္ဂိုလ်အဲ့ဒီကောင်းမှုတော်ဘုရားကြီးဆိုတာရာဇဝင်ရပြောရလို့ရှိရင်တိရိလင်္ကာနိုင်ငံမှာဘုရားမြတ်စွာရဲ့လက်ရအထက်ဆွဲတော်လက်ဝဲအထက်ဆွဲတော်ငကိုယ်တော့ကာလင်္ကာတိုင်းမှာရှိတယ်လက်ဝဲအထက်ဆွဲအဲ့ဒီလက်ဝဲဆွဲတော်ဟာတိရိလင်္ကာနိုင်ငံကိုရောက်သွားတယ်ရောက်သွားတော့တိရိလင်္ကာနိုင်ငံဆိုတာကံမကောင်းအကြောင်းမလားရေချောင်းကျနေသည့်အတွက်ကြောင့်ကိုလိုနီဘဝကို450နှစ်ပေါင်း450ကိုလိုနီဘဝရောက်တယ်ပထမဆုံး Dutch တွေရဲ့အုပ်စိုးမှုခံအဲ့ဒီနောက်မှာပေါ်တူဂီတွေရဲ့အုပ်စိုးမှုခံပေါ်တူဂီတွေကနေပြီးတော့တိရိလင်္ကာနိုင်ငံကိုကျူးကျော်ဝင်ရောက်ပြီးတော့ကာလင်္ကာတိုင်းကယူဆောင်လာတဲ့ဆွဲတော်ကိုလူယူသွားကြတယ်အိန္ဒိယနိုင်ငံအနောက်နားဂိုအာကျွန်းကိုယူသွားကြတယ်အဲ့ဒီချိန်မှာမြန်မာနိုင်ငံကဘရင်နောင်မင်းတရားကြီးအုပ်စိုးနေတဲ့အချိန်ပဲဘရင်နောင်မင်းတရားကြီးကဒီသတင်းလဲကြားရောစိန်ရွှေရတနာကြောက်တံပရမ ्या တွေနဲ့အဲ့ဒီဆွဲတော်ကိုအဝယ်လွှတ်လိုက်တယ်
ရာဇဝင်နေမှတ်တမ်းတွေကတော့အမျိုးမျိုးပေါ့နော်ဒါရာဇဝင်မှတ်တမ်းတစ်ခုအကြောင်းပြောပြတာနော်အဲ့ဒီဘုရင်တော်မင်းတရားကြီးကဝယ်ယူပြီးတော့ပေါ်တူဂီတွေဆီကဝယ်ယူလာတဲ့ဆွဲတော်ကာလင်္ကာတိုင်းကနေတီဟိုကျွန်းရောက်သွားတယ်တီဟိုကျွန်းကနေဒီရောက်လာဒီကနေ့မှလည်းပဲတီဟိုမှာအဲ့ဒီဆွဲတော်ရှိတယ်အဲ့ဒီမှာသမိုင်းရဲ့ဘယ်ဟာကအစ်စ်ဆိုတာတော့ဘုန်းကြီးတို့ပြောဖို့ရခက်ပါတယ်နော်တီဟိုလူမျိုးတွေရဲ့ရာဇဝင်မှာပေါ်တူဂီတွေကဆွဲတော်ယူသွားတယ်ဆိုတာဟုတ်တယ်တဲ့ဒါဒီတစ်ခွက်ကတော့သိကြတယ်သို့တော့အဲ့ဒီယူသွားတဲ့ဆွဲတော်ဟာ replica ဆွဲတော်ဘွားပါတဲ့ဒီလိုဆိုတယ်ဗမာပြည်ကလည်းကြောက်တံပရမ ्या တွေပေးပြီးတော့အဲ့ဒီဆွဲတော်ကိုတီဟိုကဆွဲတော်ဆိုပြီးဝယ်လိုက်တာပဲဘုရင်တော်မင်းကြီးဝယ်ပြီးတော့နန်းဦးမှာကိုးကွယ်ထားတယ်နန်းတော်ဦးမှာကိုးကွယ်ထားရကနေပြီးတော့တာလွန်မင်းတရားလက်ထက်ရောက်တဲ့အခါကျတော့အဲ့ဒီဆွဲတော်ကိုကောင်းမှုတော်ဘုရားကြီးထဲမှာထားပနာလိုက်တာပဲဒီရာဇဝင်အဆိုရဆွဲတော်အစ်စ်ဆိုလို့ရှိရင်ဘုရားမြတ်စွာရဲ့ဆွဲတော်အစ်စ်ဒီကောင်းမှုတော်ဘုရားကြီးတွေမှာရှိတယ်လို့ပြောအောင်ပါမယ်အေးကောင်းမှုတော်ဘုရားကြီးဖူးပြီဆိုရင်တော့ဘုရားမြတ်စွာရဲ့ဆွဲတော်ကိန်းဝတ်တဲ့စေတီတော်အနေနဲ့ဗုဒ္ဓနုတ္တိဘုရားကုံကိုအာယုပြုလို့ရတာပေါ့သာသနာ2500ဘွယ်တုန်းကမြန်မာနိုင်ငံမှာသတ္ထသံဃာနာဆိုတာ6ကြိမ်မြောက်သံဃာနာတင်ပွဲကြီးကိုကျင်းပအားလုံးသိကြတဲ့အတိုင်းအဲ့ဒီတုန်းကနိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကဆရာတော်ကြီးတွေစီဩဝါဒခံတယ်ဘုရင်တော်မင်းတရားကြီးရဲ့တီဟိုကပေါ်တူဂီတွေတိမ့်သွားတဲ့ဆွဲတော်ဝယ်ယူပြီးတော့ကိုးကွယ်လာတာတာလွန်မင်းတရားကြီးလက်ထက်ကောင်းမှုတော်ဖရာထဲမှာဌာပနာတယ်ဆိုတာကိုသိရလို့အဲ့ဒီဆွဲတော်ကိုကောင်းမှုတော်ဖရာထဲတူးဖောက်ပြီးတော့ဒီဆွဲတော်ကိုထုတ်ယူဖို့အစီအစဉ်လုပ်တယ်ဘုန်းကြီးတို့ကတော့ကြားရုံပဲကြားလိုက်တာပေါ့ဘုန်းကြီးတို့အဲ့ဒီတော့73 4နှစ်ပဲရှိအောင်ပါပေါ့ဆရာတော်ကြီးတွေကသဘောမတူဘူးသဘောမတူသည့်အတွက်ကြောင့်ကောင်းမှုတော်ဘုရားကိုဖောက်ပြီးတော့ဆွဲတော်ယူတဲ့အလုပ်မလုပ်ပါဘူးဒီတိုင်းပဲကိုးဝဲထားတယ်ပြောချင်တာကယခုကဲ့သို့ကြီးမားတဲ့သမိုင်းတန်ဖိုးရှိတဲ့ကောင်းမှုတော်ဘုရားကြီးလိုဘုရားကြီးမျိုးတာလွန်မင်းတရားကြီးတည်ခဲ့လို့ဒီကနေ့မြန်မာလူမျိုးတွေဂုဏ်ယူကြရတာပေါ့အေးပြောမယ်ဆိုလို့ရှိရင်ပကန်းခေတ်ကိုလည်းပြောလို့ရတာပဲသို့တော့အဲ့ဒါတွေထားဒီကနေ့မျက်မှောက်ခေတ်မှာအင်မတန်မှခဲရင်လာတဲ့အနေအထားမျိုးကနေပြီးတော့သမိုင်းမှာအကြီးဆုံးလို့မှတ်တမ်းတင်ရလောက်အောင်ဘုရားရုပ်ဘောတော်ကြီးတခုဟာဒီနေရာဒီဌာနမှာပေါ်ထွန်းလာတယ်ကျေးဇူးတော်ရှင်ဘောဓိတထောင်ဆရာတော်ဘုရားရဲ့ကြိုးပမ်းအထောက်မှုပဲဒါကြောင့်မို့နှစ်ပေါင်းကြာလေးလေးဒီနေရာဒီဌာနကြီးဟာသမိုင်းတန်ဖိုးတက်လာလေးလေးကုသိုလ်တန်ဖိုးတွေကတော့မရေမတွက်နိုင်အောင်ရပြီးသားဖြစ်နေပြီပေါ့သမိုင်းတန်ဖိုးအနေနဲ့လည်းပဲတန်ဖိုးမပြတ်နိုင်ဘူးလို့ဒီလိုပြောရကြည့်လှုပ်ချင်တဲ့ဆန္ဒတွေအကုန်ပြည့်သွားတာဘာဖြစ်လို့ပြည့်ဘဒုမုဒ္ဒရာမြတ်စွာဘုရားကကဘာတသိန်းလုံးကပြောခဲ့တဲ့မိန့်ကြားခဲ့တဲ့စကားဘာဝေဟိဗုဒ္ဓနုတ္တတိဗုဒ္ဓနုတ္တတိကိုပွားပါတဲ့ဘာဝနာနမနုဿတံဘာဝနာတွေထဲမှာအမြတ်ဆုံးဘာဝနာဖြစ်ပါတယ်ဧတံတတိံဘာဝရိတ်တောနာအဲ့ဒီဗုဒ္ဓနုတ္တတိဘာဝနာကိုပွားရင်တဲ့ပုရိယိတတိမာနတံကိုဖြစ်ချင်တာတွေအလုံးဖြစ်ပါလိမ့်မယ်လောကလူတွေဖြစ်ချင်တာတွေအများကြီးဖြစ်ချင်တယ်ဆိုလို့ရှိရင်ဘာလို့ဗုဒ္ဓနုတ္တတိပွားဖို့ပဲရှိတယ်ဟုတ်ကဲ့လားအေးဗုဒ္ဓနုတ္တတိမြတ်စွာဘုရားကဒါလောကီကိစ္စနဲ့ပတ်သက်ပြီးလောကီလို့ပြောခြင်းပြောပါမျက်မှောက်အကျိုးတရားလူတွေမြင်သာတဲ့အကျိုးတရားမမြင်ရတဲ့အကျိုးတရားကအများကြီးပဲ
မြင်ရတဲ့အကျိုးတရားတွေမှကြည့်ဖះကိုမြင်လိုက်ရလို့ဒီရပွားတော်ကြီးကိုကြည့်ပြီးတော့လက်ဟုတ်ချီလိုက်တဲ့လူတသိန်းဆိုရင်အဲ့ဒီလက်ဟုတ်ချီတဲ့လူတသိန်းရဲ့တဏ္ဍာမှာဖြစ်ပွားသွားတဲ့ကုသိုလ်ကောင်းမှုလောက်များမလဲစဉ်းစားကြည့်လူတသန်းလက်ဟုတ်ချီထိုတသန်းရဲ့တဏ္ဍာမှာတည်ငါတခဏပဲဖြစ်ပါစေကုသိုလ်စိတ်တုပ္ပတ္တိဖြစ်သွားတယ်အဲ့ဒီကုသိုလ်စိတ်တုပ္ပဟာအ ਨੇ ဆုံးနတ်ပြည်ကိုရောက်စေနိုင်တယ်သို့မဟုတ်ကောင်းအောင်သူတွေတစ်ခုကိုရောက်စေနိုင်တဲ့ကုသိုလ်မျိုးတွေပါကုသိုလ်ဘက်ကတန်မိုးကတော့မဖြတ်နိုင်ပါဘူးသမိုင်းတန်မိုးကတော့အမတန်ကြီးမားပါတယ်လို့ပြောရမှာပါအဲ့ဒီဗုဒ္ဓနုတ္တိဟာစာပေကျမ်းဂန်ထဲမှာကြည့်ဒီပဋိဗုဒ္ဓရာမြတ်စွာဘုရားကသာအကောင်းဆုံးသောဘာဝနာဖြစ်လို့ပွားပါလို့ပြောတာလားလို့ဆိုမဟုတ်ဘူးကောရမမြတ်စွာဘုရားကိုယ်တိုင်ကဗုဒ္ဓနုတ္တိနဲ့ပတ်သက်ပြီးတော့ဟောထားတာတွေအများကြီးရှိတယ်ဘုန်းကြီးတို့တွေဗုဒ္ဓနုတ္တိကိုဘာဝနာတွေထဲမှာနော်ပွားများမိဖို့အမတန်မှအရေးကြီးတယ်ပေါ့ဘုရားကိုအာရုံပြုတဲ့တတိကလေးဗုဒ္ဓရဲ့ဂုဏ်ကိုအာရုံပြုတဲ့တတိကလေးအမတန်မှတန်ဖိုးရှိတယ်တခြားဘာဝနာတွေပွားတာဟာတစ်ဖက်ကနေကောင်းမြတ်တဲ့အကျိုးတွေဖြစ်ပေါ်နိုင်တာတော့ရှိတယ်ပေါ့သို့သောဗုဒ္ဓနုတ္တိဆိုတာကြတော့လောကီကျိုးရောလောကုတ္တရာကျိုးရောအကျိုးအမျိုးစုံဒါကြောင့်မို့လို့အမြတ်ဆုံးသောဘာဝနာဆိုတာဗုဒ္ဓနုတ္တိပဲမြတ်စွာဘုရားကဘုရားရဲ့နောင်တော်တော်တဲ့မဟာနာမဆိုတဲ့တက္ကဝိမင်းတူရှိတယ်သူကတက္ကရာကအဲ့မဟာနာမမင်းကြီးကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တို့အိမ်မှာနေတဲ့အခါကျတော့အမျိုးမျိုးနေပုံနေနည်းအမျိုးမျိုးနဲ့နေကြတယ်ပေါ့လူတွေဆိုတာအတွေ့အမျိုးမျိုးအကြံအမျိုးမျိုးတော့အမျိုးမျိုးနေကြထိုင်ကြတယ်အဲ့ဒါလို့အမျိုးမျိုးနေတဲ့အထဲမှာဘယ်လိုနေရင်ပိုကောင်းမလဲဆိုတော့မြတ်စွာဘုရားဗုဒ္ဓနုတ္တိပွားနေလို့ခေါ်တာပဲအဲ့ဒီမှာပိဋကခါကိုလည်းအဲ့ဒီတိုင်းပဲခေါ်တယ်နံပါတ်1အနေနဲ့ဟောတာဗုဒ္ဓနုတ္တိပွားဖို့ပဲမြတ်စွာဘုရားကိုဗုဒ္ဓရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့နေတဲ့ဒါဖြင့်ဒီပြည့်တို့ဗုဒ္ဓရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့နေရင်ဘယ်လိုအကျိုးတွေဖြစ်လာတော့ဆိုလောကုတ္တရာအကျိုးတွေလက်တွေ့အကျိုးတွေကိုကြည့်နော်လောဘနဲ့တော့မတွေးနဲ့ပေါ့ဗုဒ္ဓနုတ္တိပွားပြီးတော့ထီပေါက်ချင်တာတွေပါတော့မလုံးနဲ့ပေါ့အဲ့တော့ဗုဒ္ဓရဲ့ဂုဏ်ကိုပွားပြီးတော့ဘာဖြစ်လဲဘုရားဂုဏ်တော်ပွားပြီးဘုရားကိုတတိယနေတဲ့အချိန်မှာကိုယ်တဏ္ဍာမှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမာမနတွေလည်းမဖြစ်ဘူးအိတ်တမစ္စရိယတွေလည်းမဖြစ်ဘူးဒါသိကြတယ်ရာဂဒေါသမောဟတွေမဖြစ်ဘူးဆိုလို့ရှိရင်ကိုယ်စိတ်လေးရဘုရားရဲ့အာယုန်ထဲမှာတဖြောင်းတည်းရှိနေသည့်အတွက်ကြောင့်ဣတိပိသောဘဂဝါအရဟံကစဘုရားရဲ့ဂုဏ်တွေကိုသိတယ်လို့ဂုဏ်တော်တစ်ခုစီတစ်ပါးစီနှလုံးသွင်းလိုက်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဂုဏ်တော်ထဲမှာနစ်မြုပ်ပြီးတော့ဘာတွေဖြစ်လာဝမ်းသာကြည်နူးတဲ့ပီတိတွေဖြစ်လာဝမ်းမြောက်တာတွေဖြစ်လာတယ်ဝမ်းမြောက်တာဖြစ်လာလို့ရှိရင်ဒီကုလုံးသိမ့်သိမ့်တုံတဲ့ပီတိတွေဖြစ်လာတယ်ပီတိတွေဖြစ်လာလို့ရှိရင်ဘာဖြစ်လာပတ္တတိခန္ဓာကိုယ်ဟာငြိမ်းချမ်းလာတယ်ကိုယ်ရောစိတ်ရောငြိမ်းချမ်းလာငြိမ်းချမ်းလာတဲ့အခါဘာဖြစ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေရလာတယ်ဒါကရှောင်လွဲလို့မရဒီတစ်ခုဖြစ်လာရင်ဉာဏ်နဲ့ဟာတွေဖြစ်လာတယ်ဒုက္ခဆိုတဲ့ကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိလာပြီဆိုလို့ရှိရင်ဘယ်တရားပဲနှလုံးသွင်းလိုက်တမာတိဆိုတာတည်ငြိမ်မှုလေးကလွယ်တကူရလာမှာပဲအဲ့ဒီတည်ငြိမ်မှုလေးရလာပြီဆိုတာနဲ့တပြိုင်နက်ဘာဖြစ်လဲယထာဘူတညာဏတတနာတဲ့သဘာဝတရားတွေကိုစဉ်းစားပြီးဥလဲလိုက်တာနဲ့တပြိုင်နက်မှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်တွေရလာနိုင်တယ်ဒါကဗုဒ္ဓနုတ္တိကဆက်နွယ်လာတဲ့
အမတန်မှတန်ဖိုးရှိတဲ့အကျိုးတရားတဲ့အဲ့ဒီအကျိုးမျိုးမျိုးကိုရမယ်ပေါ့ဘုရားကိုယ်ွယ်တယ်ဆိုတာအဲ့ဒီလိုဟာမျိုးနဲ့ဗုဒ္ဓနုတ္တိပွားရမယ်မြတ်ဆုံးသောဘာဝနာကမြတ်ဆုံးသောအကျိုးကိုရတယ်ဆိုတာအဲ့ဒါလောကီအကျိုးဆိုတာအမြတ်ဆုံးအကျိုးလို့ခေါ်လို့မရဘူးမြတ်တဲ့အကျိုးလို့ခေါ်လို့မရဘာဖြစ်တော့လောကီအကျိုးတွေကတရင်ကတခဏမရဒါကသုံးကဖြစ်လာတာကိုပွားတယ်လို့ခေါ်တာနော်အေးရက်နေရင်လည်းပွားလမ်းလျှောက်နေရင်လည်းပွားထိုင်းနေရင်လည်းပွားအဲ့ရတဲ့မှာလျှောင်းဆက်နေတဲ့အချိန်မှာလည်းပွားတဲ့နောက်ဆုံးနေ့စဉ်နဲ့အမျှစီးပွားရေးလုပ်ငန်းတွေကိုလုပ်နေတယ်အယောင်းဝယ်တွေလုပ်တယ်ဘာလုပ်ပဲဖြစ်ဖြစ်အလုပ်ကိုင်လုပ်နေတယ်လုပ်ခိုင်ရင်လည်းပွားတဲ့မြတ်စွာဘုရားနောက်ကုံကုံပြောတဲ့အခါကျတော့သားသမီးတွေနဲ့အတူနေတဲ့အခါလည်းပဲပွားပါလို့ပြောတယ်ဟောဗုဒ္ဓနုတ္တိဆိုတာဘယ်ချိန်မှဆိုပွားလို့ဒီလိုပြောလို့လားအစာပေမှာဒီတိုင်းရှိတယ်နော်ဒိဋ္ဌံတောပိဘာဝေယတိရနေတော့လဲပွားပါတဲ့စရံတောပိဘာဝေယတိသွားနေတော့လဲပွားပါနိသိဏောပိဘာဝေယတိထိုင်နေတော့လဲပွားပါတရားနောပိဘာဝေယတိအိတ်နေတော့လဲပွားပါအိတ်တယ်ဆိုတာလဲလျောင်းနေတော့လဲပွားပါကံတံအဋိဋ္ဌဟံတောပိလုပ်ငန်းကိစ္စတွေစီမံလုပ်ကိုင်နေတဲ့အချိန်မှာလဲပွားပါပုဒ္ဒတံပါရတယနံသစ္စာဝတ္တံတောပိသားသမီးတွေနဲ့အတူနေထိုင်တဲ့အခါမှာလည်းပဲပွားပါဟောဘယ်ခါမှမမေ့နဲ့လို့ပြောတဲ့အထိပ္ပယ်ပဲဒီပြင်တရားနဲ့ပတ်သက်ဘုရားဒီလိုဟောတာမရှိဘူးဘာဝနာတဲ့ပါနော်တခြားဒီအနုတ္တိတွေထဲမှာကြည့်ဗုဒ္ဓနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိဒီဟာတွေအကုန်လုံးပွားလို့ရသို့သောဗုဒ္ဓနုတ္တိကအဓိကဒီလိုပွားဖို့မြတ်စွာဘုရားကမိန့်ကြားတာအဲ့တော့ဘယ်ချိန်ဖြစ်ဖြစ်ဘုရားကိုတတိရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဘုရားကိုတတိရတယ်ဆိုတော့ဘုရားရဲ့ဂုဏ်တော်တတိယကဲဘုရားဂုဏ်တော်ဆိုတာလေးကိုတစ်ခုလောက်ဂုဏ်တော်၉ပါးရှိတဲ့ထဲမှာဘုန်းကြီးတို့အရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ခုပဲကြည့်ပေါ့စလုံးလေး၃လုံးပဲရှိတယ်အယေရယေဟအရဟံအဓိပ္ပာယ်အမျိုးမျိုးရတယ်အရဟဆိုလို့ရှိရင်ပါလဲထိုက်တန်သူလို့အဓိပ္ပာယ်ရတယ်ပေါင်းပြီးတော့ဆိုလိုက်တဲ့အခါဒီစကလုံး၃လုံးမှာအနဲ့တစ်ခုယူလိုက်မယ်ဆိုရင်အရဟထိုက်တန်သူဘာကိုထိုက်တန်တာတော့ဆိုရင်တလောကလုံးရဲ့ဥညွတ်ပြီးတော့ပူဇော်တဲ့ပူဇော်မှုတွေကိုထိုက်တန်တယ်ဘာဖြစ်လို့ထိုက်တန်တော့သီလအားဖြင့်လဲသူတဲ့တာရာမရှိဘူးတူတဲ့လူတော့မပြောနဲ့တာရာမရှိဘူးတူတဲ့လူလည်းမရှိဘူးเนาะတူတဲ့လူမရှိဘူးတာတဲ့လူတော့မပြောနဲ့တမာတိအားဖြင့်လဲတူသူမရှိဘူးเนาะတူသူတောင်မရှိဘူးဆိုရင်တာတဲ့ပုဂ္ဂိုလ်မရှိဘူးဆိုတာသိကြတယ်ပေါ့ပညာအားဖြင့်လဲတူတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်မို့လို့တလောကလုံးကဥညွတ်ပြီးတော့ပူဇော်တိုက်တာမို့ထိုက်တန်သူဆိုတဲ့အဓိပ္ပာယ်နဲ့အရဟပူဇာဝိသေတံအရဟတိတိအရဟထူးခြားတဲ့ပူဇော်မှုကိုထိုက်တန်တယ်အခုဗောဓိတထောင်ဆရာတော်ဘုရားကြီးကိုကြည့်ဘာပူဇော်နေတာဘုရားပဲပူဇော်နေတာပဲပူဇော်မှုတွေအမျိုးမျိုးနဲ့ပူဇော်တာထိုက်တန်တယ်မြတ်စွာဘုရားဟာဘလောက်ယာဓုကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဘလောက်တကောအာနာပါဝါကြီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အားလုံးနဲ့အထက်မှာရှိတယ်ပူဇော်တိုက်တယ်နောက်တစ်ခုပြောကြည့်ရအောင်အရဟံဆိုတဲ့စကားလုံးလေးကိုအနဲ့ရဟကိုခွဲပြီးတော့အဓိပ္ပာယ်ယူလိုက်မယ်အရဟရဟဆိုတာလူမမြင်တဲ့ကွဲရစိတ်ကွဲရမကောင်းမှုမလုပ်တာမရှိဘူးလောကမှာလူကြီးသူကောင်းလို့ခေါ်တဲ့ပုဂ္ဂိုလ်တွေဟာလူရှိသူရှိမှကောင်းပေမဲ့လို့ကွဲရမှာမဟုတ်တာလုပ်တတ်သေးတယ်ပေါ့မြတ်စွာဘုရားကြတော့မဟုတ်တာလုပ်ဖို့ကွဲရဟာဆိုတာဟုတ်မရှိဘူးတဲ့ဆိုလိုတာကကွ
ကွယ်ရတောင်မှပဲမဟုတ်တာမလုပ်ဘူးလို့ဒီလိုပြောတာနော်ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်ကဟောလေးရှိတယ်နတ္ထိလောကေရဟောနာမပါပကမ္မံပကရုပတောအေးမဟုတ်တာလုပ်တယ်ဆိုတာလောကမှာစိတ်ကြွယ်ရဆိုတာမရှိဘူးတဲ့ဘာဖြစ်လို့မရှိတာတော့ဆိုအတ္တတေပုရိသသနာတိမင်းကိုမင်းသိနေတာပဲစိတ်ကြွယ်ရဟုတ်မလို့နော်သူများသိတာမသိတာဒါကိုယ့်ကိုသိနေတယ်မဟုတ်လားကိုယ့်ကိုသိနေရင်ကိုယ်ပဲရှက်เสียဖြစ်နေပြီလေအဲ့တော့မဟုတ်တာလုပ်တယ်ဆိုတာသူများသိတာမသိတာသူများဟိုသာကွယ်လို့ရတာကိုယ့်ကိုကွယ်လို့ရရဲ့လားမရဘူးမြတ်စွာဘုရားအဲ့ဒါပြောတာအတ္တတေပုရိသသနာတိယတိကာတိဝါနဝါကိုလှုပ်တာမလှုပ်တာကိုသိနေတယ်အေးကိုသိနေမှတော့ကိုနဲ့အတူရှိနေတဲ့ကိုဆောင်နှက်ကမသိပေဘူးလားကိုဆောင်နှက်ကသိပြီဆိုလို့ရှိရင်ကိုဆောင်နှက်ဆိုတာလေလူလိုပဲနေတကာလှဲ့ပြီးအတင်းပြောတတ်တယ်အဲ့ဒါတတိထားဟုတ်လားလူလည်းတယောက်သိသွားရင်ပိတ်လို့ရလားမရပါဘူးဗျာအေးကိုနာတိုးတိုးနဲ့ပြောမယ်ပြောရအောင်မယ်အစလားနော်ပြောအောင်မယ်အစလူပါဇက်ပိတ်လို့မရဘူးဆိုတာအဲ့ဒါပြောသတင်းစာထဲထည့်တာတဲ့တောင်မြန်သေးတယ်နော်သတင်းစာထဲထည့်တာတဲ့မြန်သေးတယ်ပြောအောင်မယ်မင်းမို့ပြောတာနော်ရှောက်မပြောနဲ့လို့ပြောလိုက်သေးတယ်ပြောတာသူကရှောက်ပြောတာနော်ဒီတယောက်လည်းအဲ့လိုပြောတယ်ဟိုတယောက်လည်းအဲ့လိုပြောခဲ့တာပဲလောကမှာအတင်းပြောတယ်ဆိုတာအဲ့ဒါခေါ်တာနော်အေးဒါကြောင့်ဘုရားမြတ်စွာဘုရားကဖျားကြတော့စိတ်ကြွယ်ရတောင်မကောင်းဘူးဆိုတာကိုမလုပ်ဘူးတဲ့အဲ့ဒါကဘလောက်ကြီးညိုထိုက်တုံစဉ်းစားကြည့်ကြွယ်ရဆိုတာမရှိဘူးကြွယ်ရရှိလည်းမလုပ်ဘူးဖျားကြွယ်ရဆိုတာတကယ်ကမရှိနိုင်ဘူးရှိအောင်မလုပ်ဘူးလို့ဒီလိုပြောတာအဲ့တော့မကောင်းဘူးဆိုတာဘယ်တော့မှမလုပ်ဘူးအဲ့ဒါလေးနဲ့ပဲအမတန်ကြီးညိုစရာကောင်းတယ်ပေါ့မတူတာကိုနှိုင်းရှင်ကြည့်ရတယ်တခါမတူတာတွေကိုနှိုင်းရှင်ကြည့်လိုက်မှထူးခြားမှုဟာပိုပေါ်လာတယ်ပေါ့ဘယ်လို့ဆိုတူတူလို့ထင်နေတတ်တယ်မတူတာလေးတွေကိုတွေးတတ်ဖို့လိုတယ်ပေါ့ကဲနောက်တစ်ခုဒီပုဂ္ဂိုလ်လေးကိုစဉ်းစားကြည့်ဦးအရဟလို့မပြောဘဲနဲ့အရဟလို့ရှစ်နှလုံးကိုပေါင်းကြည့်လိုက်အရကတစ်ခုဟကတစ်ခုလို့ပေါင်းပြီးတော့ကြည့်လိုက်အောင်အရဟဆိုရင်အတိပ္ပယ်နှမျိုးရလာပြန်တယ်အရဆိုတာအရိဆိုတဲ့ပုဂ္ဂိုလ်လာတဲ့ယန္တုဟဆိုတာဖယ်ရှားပြီးသားဖြစ်တယ်ဆိုလိုတာကမြတ်စွာဘုရားမှာယန္တုမရှိဘူးဆိုတာပုဂ္ဂိုလ်ယန္တုကိုပြောတာမဟုတ်ဘူးကိလေသာဆိုတဲ့ယန္တုမရှိဘူးတဲ့ကိလေသာယန္တုဆိုတာအတွင်းယန္တုပဲပုဂ္ဂိုလ်ယန္တုဆိုတာအပြင်ကလာတာအပြင်ကယန္တုဆိုတာဒုက္ခပေးခြင်းမှပေးနိုင်တာအတွင်းယန္တုကအမြဲဒုက္ခပေးတာကိုယ်ထဲရောက်နေပြီဟုတ်ကဲ့သို့တော်လူတွေကသတ်မှတ်တာအပြင်ကလူကိုသာယန္တုလို့သတ်မှတ်တာအတွင်းကဟာကြမိတ်ဆွေလို့ထင်နေတယ်ကြည့်စဉ်းစားကြည့်လူတွေမှာအဲ့တော့အတွင်းယန္တုတွေကဘယ်သူတုံးဆိုရင်ရာဂတဲ့ဒေါသတဲ့မောဟတဲ့မာမနာတဲ့အိတ်တာတဲ့မစ္စရိယဒါတွေကအတွင်းယန္တုတွေပဲကိုယ်စိတ်ကိုဖြည့်ဆည်းပြီးတော့ကိုနှိမ့်ကြနေအောင်လုပ်နေတဲ့သဘာဝတရားတွေပဲရာဂဖြစ်ပြီဆိုရင်ဒုတိယကနှိမ့်ကြသွားတာပဲဒေါသဖြစ်ရင်လည်းနှိမ့်ကြသွားတာပဲမောဟဖြစ်ရင်လည်းနှိမ့်ကြသွားတာပဲရှုစင်းနေတဲ့စိတ်ကလေးတွေကပျက်စီးပြီးတော့ညှဉ်းနှွမ်းသွားတာအဲ့ဒါကမှအတွင်းယံတကယ်ယန္တုတဲ့ကိုအောက်ကျနောက်ကျဖြစ်ပြီးအပင်ငရဲထိအောင်ပို့ပြလိုက်တာကအဲ့ဒီအတွင်းယန္တုတွေတန်တရားထဲမှာတရိစ္ဆာန်ဖြစ်အောင်လုပ်ပေးလိုက်တယ်ဒီလောက်ဆိုးတဲ့ယန္တုပဲရှိမလဲယန္တုဆိုတာကိုယ့်ရဲ့အကျိုးစီးပွားကိုမလိုလားဘူးလေရာဂကနေပြိတ္တာဖြစ်အောင်ပို့ပေးလိုက်တယ်ဒေါသကနေငရဲရောက်အောင်ပို့ပလိုက်တယ်မောဟကနေတရိစ္ဆာန်ဖြစ်အောင်ပို့ပလိုက်တယ်ဟောတရိစ္ဆာန်ဘဝမှာခံလေရောငရဲဘဝမှာခံလေရောပြိတ္တာဘဝမှာငငပြက်ပြက်နဲ့နေလေရောဆိုဘယ်သူကပို့တာတော့အပြင်ကယန္တုလားအတွင်းကယန္တုလားအေးအတွင်းယန္တုကိုမြင်တတ်ပါစေနော်မြတ်စွာဘုရားမှာအဲ့ဒီအတွင်းယန္တုတွေမရှိဘူးလို့ဒီလိုပြောတာအရဟလုံးဝယန္တုကင်းတယ်နောက်တစ်ခုကဘာတော့ဆိုရင်အရဟပဲ
အရဆိုတာလှဲပင်းကြီးတွေမြင်ဘူးလိုက်မယ်လှဲပင်းကြီးတွေမှာဝင်ရိုးတတ်တဲ့ပုံတောင်းနဲ့ပြင်ဘက်ကအကွက်တကူဆိုတာနှစ်ခုကြားမှာထောက်ကလေးတွေထည့်ထားတန်မြာစက်ဘင်းကြီးမှာလည်းပဲဘဝလှဲပင်းကြီးမှာလည်းပဲအဲ့ဒီဘိန်းကြီးလေပတ်နေအောင်အထောက်အကူပြုနေတယ်လို့အကန့်နေပါနေတယ်ပေါ့အဲ့ဒီအကန့်နေဟာမရှိတော့ဘူးဆိုလို့ရှိရင်လှဲဘိန်းကြီးတစ်ခုဟာအကန့်နေချိုးပစ်လိုက်လို့ရှိရင်ဒီလှဲဟာဒီဘိန်းကြီးကလိမ့်လို့ရသေးလားမရဘူးเนาะစက်ဘိန်းတို့ဘာလို့ကျတော့စပုတ်တန်လို့ခေါ်တယ်ထမရဲ့เนาะအဲ့ဒါတွေမရှိတော့ဘူးဆိုလို့ရှိရင်သုံးလို့မရတော့ဘူးเนาะအေးဒါလိုပဲမြတ်စွာဘုရားကဘဝဘီးကြီးကနေပြီးဘဝဆက်ကလို့ဆိုတဲ့ဘဝလှဲဘီးကြီးကအကန့်နေအကုန်လုံးဖြတ်ပလိုက်ပြီးမရှိတော့တဲ့အတွက်ကြောင့်လှဲဘီးကြီးရပ်သွားတယ်လို့ပဲမြတ်စွာဘုရားရဲ့ဘဝရပ်သွားပြီးရှေ့ဆက်လက်ပတ်ဖို့မရှိဘူးလို့ဒါပြောတာเนาะအဲ့ဒါကိုလည်းပဲအရဟဆိုတဲ့အဓိပ္ပာယ်နဲ့ဖော်ပြတာတဲ့ကြည့်အရဟံဆိုတဲ့ဒီစကားလုံးလေးတစ်လုံးကိုပဲအခရာလေးသုံးလုံးကိုပဲအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုပြီးတော့ဘုရားရဲ့ဂုဏ်တော်တွေကိုကြည်ညိုလို့ရပါတယ်အဲ့ဒါလို့ကြည်ညိုပွားများလိုက်ပြီဆိုလို့ရှိရင်ကြည်အလုံးသိကြတဲ့ပရိတ်ကြီး17သုတ်ထဲမှာတစ်ဇက်ကသုတ်ဆိုတာရှိတယ်နော်တရားမင်းကြီးကယမယံခာတာဝရိန္ဒနတ်တွေရန်သူဖြစ်တဲ့အတုရာတွေနဲ့စစ်ပြိုင်ကြရသေးတယ်လူပြေကလို့အမြောက်တွေဘုံတွေဒုံးရံတွေတော့မပါပါဘူးတယောက်နဲ့တယောက်သေအောင်တတ်တာလည်းမရှိဘူးသူတို့မှာနော်သို့တော်လည်းအားပြတာရှိအားပြတုံးနဲ့တူအားပြလို့တစ်ဖက်ကကြောက်သွားလို့ရှိရင်နိုင်လိုက်တာပဲပေါ့မကြောက်ဘူးဆိုရင်မနိုင်ဘူးသူအဲ့တော့ကြောက်အောင်ခြောက်ရတယ်သူတို့တတ်တာတော့မရှိဘူးသူတို့မှာလူပြေတို့သေတတ်တာတော့မရှိဘူးပေါ့အဲ့ဒီမှာစစ်ထွက်ပြီးဟေးဆိုလို့ရှိရင်တရားမင်းကြီးကသူ့လူတွေသူ့နတ်တွေပေါ့လေသူ့နောက်ကနတ်တွေမကြောက်ရအောင်သူ့နောက်လိုက်တွေသူမကြောက်ရအောင်ဘာပြောတော့ဆိုကြည့်မင်းတို့ရှေ့လှမ်းကြည့်လိုက်ငါရဲ့ယထာကအလံတကွန်ကြီးကိုတွေ့လိမ့်မယ်အဲ့ဒီအလံတကွန်ကြီးကိုမြင်လိုက်လို့ရှိရင်မင်းတို့အကြောက်ပြေလိမ့်မယ်တဲ့အဲ့ဒီတိုင်းပဲအေးအဲ့ဒါပဇာပတိနတ်မင်းကြီးရဲ့အလံတကွန်ကြည့်လိုက်မြင်ရမင်းတို့အကြောက်ပြေသွားလိမ့်မယ်ဤသာနနတ်မင်းကြီးရဲ့အလံတကွန်ကိုကြည့်လိုက်ရလို့ရှိရင်အကြောက်ပြေသွားဒဇက်ခဆိုတာဒဇဆိုတာအောင်လံအခဆိုတာအဖျားအောင်လံထိပ်ဖျားကိုမျှော်ကြည့်လိုက်တဲ့အေးတို့ရဲ့ခေါင်းဆောင်ကြီးတွေတို့ရှိမှမာရှိတယ်ဆိုမင်းတို့ဘာမှမကြောက်နဲ့လို့ပြောတာအဲ့ဒါကိုစံနမူနာယူပြီးတော့ဥပမာအနေနဲ့မြတ်စွာဘုရားဟောတာအေးတရားမင်းကြီးပြောတဲ့အတိုင်းနဲ့သူတို့နတ်ခေါင်းဆောင်ကြီးတွေရဲ့အလံကိုကြည့်တာနဲ့အကြောက်ဟာပြေတဲ့ခါတော့ပြေပါရဲ့မပြေတဲ့ခါလည်းမပြေဘူးတဲ့ဘာဖြစ်လို့တော့ခေါင်းဆောင်ကြီးတွေကိုယ်တိုင်ထွက်ပြေးရတဲ့အခါမျိုးရှိသေးတယ်တဲ့ဟုတ်ကလားသူတို့ကလည်းအရှုံးပြီးတော့ထွက်ပြေးသွားတာတွေရှိတယ်တရားမင်းကြီးကိုယ်တိုင်ထွက်ပြေးရတဲ့ခါတစ်ခါကျအဲ့ဒါနဲ့ဥပမာယူပြီးတော့မြတ်စွာဘုရားဟောထားတယ်အေးတော်ရမှာနေတဲ့အခါမှာတယောက်တည်းနေတဲ့အခါမှာမင်းတို့ကြောက်စိတ်ဝင်လာလို့ရှိရင်တဲ့ယဟန်တွေကိုကြောက်စိတ်ဝင်လာလို့ရှိရင်ငါရဲ့အရဟံစတဲ့ဂုဏ်ကြီးတွေကိုအမှတ်ရလိုက်ပါတဲ့ပွားများလိုက်ပါဗုဒ္ဓနုတ္တိပွားလိုက်ပါလို့ပြောတာနော်ပွားလိုက်လို့ရှိရင်မင်းတို့အကြောက်ပြေသွားမှသိကြတယ်ဒဇကတုတ်မှာဒီတိုင်းဟောထားတာနော်အလုံးရတဲ့ပုဂ္ဂိုလ်တွေရွတ်နေကြတာပဲငါရဲ့ဂုဏ်တော်တွေကိုပွားလိုက်လို့ရှိရင်အကြောက်ပြေသွားမယ်ဘာဖြစ်လို့တုံးဆိုရင်ငါမှကြောက်တတ်တဲ့ကိရိတာတွေမှမရှိတော့ဘူးဒါကြောင့်မို့လို့အကြောက်ပြေတာလည်းရှိတယ်မပြေတာလည်းရှိတယ်လို့မပြောစရာမလိုဘူးတဲ့လုံးဝပြေကိုပြေသွားမယ်လို့ဒီလိုပြောတာနော်ဘာဖြစ်လို့မြတ်စွာဘုရားဟာဘယ်တော့မှကြောက်လန့်တဲ့စိတ်ဓာတ်ကမရှိတော့ဘူးဒေါသတွေရာဂတွေကုန်ပြီးပြီဒေါသတွေကုန်ပြီးပြီမောဟတွေကုန်ပြီးပြီဒါကြောင့်မို့လို့ဘုရားဟာဘယ်တော့မှကြောက်တယ်လန့်တယ်မရှိဘူးမရှိတဲ့မကြောက်မလန့်တဲ့ဘုရားကို
အာယုံပြုလိုက်ရလို့ရှိရင်အကြောက်ပြေတယ်ဆိုတာသဘာဝကျတာပေါ့ပတ်စံရှိတဲ့လူစီသွားပြီးတော့ပတ်စံချီးတာသဘာဝကျတာပေါ့ဟုတ်ကဲ့လားပတ်စံမရှိတဲ့လူစီသွားပတ်စံချီးပဲရမလဲအဲ့တော့ကြောက်တတ်တဲ့လူစီသွားပြီးတော့အကြောက်ပြေစေးသွားတောင်းလို့ဘယ်သဘာဝကျမလဲမြတ်စွာဘုရားလိုမကြောက်တဲ့ပုဂ္ဂိုလ်အာယုံပြုပြီးမကြောက်ဘူးဆိုတာမှရှေ့နောက်ညီတော့မပေါ့တစ်ဆက်ကတော့မှမြတ်စွာဘုရားဒီတိုင်းဟောထားတာနော်အေးဘုရားကုံတော်ဆိုတာတာမန်ဒီလိုအကျိုးလေးတွေလည်းလက်တွေ့ခံစားလို့ရတယ်ပေါ့ဒါဖြင့်ဒီတဲ့အဆင့်မြင့်တဲ့အကျိုးတွေရောမရှိဘူးလားမြတ်စွာဘုရားကဟောထားတာရှိတယ်ဗုဒ္ဓနုတ္တိဘာဝနာဟာဘာကြောင့်အမြတ်ဆုံးဖြစ်ရသလဲသင်္ကုတ္တရပါဠိတော်မှာဧကဓမ္မောဘိက္ခွေဘာဝိတောဒီတဘာဝတရားတစ်ခုမိမိတဏ္ဍာမှာဖြစ်စေမယ်တိုးပွားလာအောင်လုပ်မယ်အချင်းချင်းအထက်ထပ်လေ့ကျင့်မယ်ဆိုလို့ရှိရင်တဲ့ဟောဒီအကျိုး၅မျိုးရလာနိုင်တယ်အကျိုး9မျိုးရလာနိုင်တယ်အဲ့ဒီတစ်ခုသောတရားဆိုတာဘာလဲလို့ဆိုရင်ဗုဒ္ဓနုတ္တိပဲမြတ်စွာဘုရားရဲ့ဂုဏ်ကြီးတွေအမှတ်ရနေတဲ့တတိအဲ့ဒီအမှတ်ရနေတဲ့တတိကိုမိမိတဏ္ဍာမှာစပြီးဖြစ်အောင်လုပ်ဖြစ်လာလို့ရှိရင်လည်းပဲထပ်တလဲလဲဖြစ်အောင်လုပ်အဲ့ဒါဘာဝနာပဲထပ်တလဲလဲဖြစ်အောင်လုပ်လာလို့ရှိရင်ရရှိနိုင်တဲ့အကျိုးကတာမန်လောကီအကျိုးတွေမဟုတ်ဘူးခုနကအကြောက်ပြေယုံနေမဟုတ်ဘူးကောင်းကျိုးချမ်းသာတွေရယုံနေမဟုတ်ဘူးလောကမှာလူတိုင်းလက်လန်းမမီနိုင်တဲ့ဖယားပွဲမှသာတွေ့ရှိနိုင်တဲ့အကျိုးတရားမျိုးတွေကိုရနိုင်တယ်ဘာတွေလဲဆိုဗုဒ္ဓနုတ္တိကိုပွားလို့ရှိရင်တဲ့ဧကန္တနိဗ္ဗိဒါယသံဃာဝဆင်းရဲကြီးကညီးငွေလာပါမယ်တဲ့ဟောတာဖြစ်ထောင်ဖြစ်ခဲတဲ့အကျိုးတရားတစ်ခုပဲเนาะဧကန္တနိဗ္ဗိဒါယတကယ်တန်တရားကြီးဘဝကြီးကိုညီးငွေလာတဲ့စိတ်တွေပေါ်လာစေနိုင်တယ်ဘာဖြစ်လို့တော့မြတ်စွာဘုရားကိုယ်တိုင်ကဘဝကိုညီးငွေတဲ့ပုဂ္ဂိုလ်ကိုဘုရားကိုအာရုံပြုလိုက်သည့်အတွက်ကြောင့်ဘဝဟာညီဒါဖြင့်ဘုန်းကြီးတို့တွေကဘဝညီးငွေเสียလားပျော်เสียလားလို့ဆိုရင်အများစုကဘာလို့ထင်တယ်ဘဝပျော်เสียလို့ပဲထင်တယ်เนาะဟိုနောက်တိုင်းကလူတွေများဘယ်လောက်ထိအောင်ပြောတော့ဆို life is too short ဘဝသိပ်တိုတယ်တဲ့ enjoy yourself ပျော်ပျော်နေပါဟောတိုတဲ့ဘဝလေးတောင်ပျော်ပျော်နေဖို့တိုက်တွန်းတာမြတ်စွာဘုရားကအဲ့ဒါလို့မဟုတ်ဘူးဘဝကြီးကညီးငွေဖို့ကောင်းတယ်ဘာဖြစ်လို့ညီးငွေဖို့ကောင်းလို့ဆိုအကျဉ်းချင်းလေးပဲစဉ်းစားကြည့်လေဘုန်းကြီးတို့တွေဟာတနေ့တခြားဘာဖြစ်လာလဲမေးကြည့်အိုးလာတာမဟုတ်လားတနေ့တခြားပြိုသွားတဲ့လူရှိသလားရှိပါဘူးဗျာအေးတနေ့ပြီးတနေ့လူပြိုလာတယ်လို့မရှိဘူးတနေ့ပြီးတနေ့ရင့်ရောအိုမင်းသွားတာပဲရှိတယ်ရင့်ရောအိုမင်းသွားတာပဲရှိတယ်ယောဂဝေဒနာတွေဖြစ်ပေါ်လာတာပဲရှိတယ်နောက်ဆုံးကြတော့ပါတော့သေဆုံးမှုစီရောက်သွားတာပဲမဟုတ်လားအေးအဲ့ဒါတွေကိုကြည့်ရင်ဘဝပျော်စရာဘာရှိလို့လဲနေ့စဉ်နဲ့အမျှသာဝရပြောင်းလဲပြီးတော့ရင့်ရောအိုမင်းတဲ့ဘက်ကိုသွားနေတဲ့ဘဝကြီးတစ်ခုပါဘယ်လိုလုပ်ပြီးပျော်စရာကောင်းတယ်လို့တွက်လို့ရမလဲပျော်စရာကောင်းတယ်လို့တွက်တဲ့ပုဂ္ဂိုလ်ကဒါတွေကိုမေ့ထားအစစ်မှန်သဘာဝတရားတွေကိုမစင်စားဘူးမြင်တဲ့အာယုံပေါ်မှာလိုက်တယ်မြင်တဲ့အာယုံနောက်လိုက်တယ်ကြားတဲ့အသံနောက်လိုက်တယ်နှာခေါင်းကရှူလို့ရတဲ့အနံ့ဘက်လိုက်တယ်လျှာကခံစားလျက်ရတဲ့အရာသာလေးနောက်လိုက်တယ်ခန္ဓာကိုယ်ကထိတွေ့လိုက်ရတဲ့အထိတွေ့လေးကိုနောက်လိုက်တယ်စိတ်ကူးစိတ်တန်းလေးရဲ့နောက်ကိုလိုက်နေဟောအာယုန်တွေနောက်လိုက်နေတာမဟုတ်လားအာယုန်တွေနောက်လိုက်နေတဲ့အခါကျတော့ကိုယ့်ကိုတနေ့ပြီးတနေ့အိုးလာတာဆိုတာစဉ်းစားမိပါမလားစဉ်းစားမိပါဗျာအေးအဲ့လိုမစဉ်းစားမိလို့ဘဝကြီးကညှင်းငွေစရာကောင်းတယ်ဆိုတာမသိတာပဲမှာစဉ်းစားမိပြီဆိုလို့ရှိရင်တကယ်စိတ်ပြည့်စရာကောင်းတဲ့ဘဝကြီးပဲအေးတနေ့ကျတော့ပို့ကြမယ်နာကြမယ်ကြည့်လေအလုံးအများကနေအာကိုအထာပြုရတဲ့ဘောဓိတထောင်ဆရာတော်ကြီးဘဝနဲ့ထံစံမြန်းသွားတာဒီနေ့ဆို3နှစ်တောင်ပြည့်တော်မယ်တကယ်ကြည့်ဟုတ်ကဲ့လား
3 နှစ်တောင်ပြည့်တော့အဲ့တော့တည်မြဲတာဆိုတာဘာရှိလဲဘာမရှိဘူးဘာမရှိတဲ့ဘဝကြီးကိုပြောနေတာကတော့မိုက်လို့ပြောတာပဲဒါကတော့မိုက်လို့ပြောတယ်ဆိုတာမသိလို့ပြောတာပြောနော်မသိဘူးအမှန်မသိလို့ပြောအေးဗုဒ္ဓနုတ္တိကိုပွားလိုက်ပါတဲ့ပွားလိုက်လို့ရှင်ဧကန္တနိဗ္ဗိဒာယတကယ်ကိုဘဝကြီးကိုညှင်းငွေလာမှာပါညှင်းငွေတဲ့စိတ်တွေပေါ်လာမှာပါနောက်တစ်ခုကဘာလို့ဆိုဝိရာဂဘဝကြီးကညှင်းငွေသွားသလိုဘဝကြီးပေါ်မှာတွေ့တာမှုတွေလည်းပဲပြတ်သွားမှာပါခုချိန်မှာတွေ့တာလားလူတွေကပထမဘယ်သူတွေ့တာလဲကိုဘဝကိုမတွေ့တာဘူးလားကိုဘဝကိုတွေ့တာလို့ကာဘာများဖြစ်မလားဆိုပြီးတော့နောက်ထပ်ဘဝတစ်ခုရှာပြီးတွေ့တာပြန်တယ်နော်ကိုဘဝကနေသူ့ဘဝတစ်ခါသွားတွေ့တာပြန်သူ့ဘဝကနေပွားလာလိုက်တဲ့ဘဝတွေကမနေဘူးဟုတ်ကဲ့လားလူတွေရဲ့သဘာဝကိုစဉ်းစားကြည့်ပထမဆုံးလူပြေရောက်လာတော့က1ယောက်ထဲလား2ယောက်လားအမွာဘူးတွေကြတော့ဘယ်လိုလုပ်1ယောက်ထဲတော့1ယောက်ထဲပဲဟုတ်လားဒါဇေယပေါ်ဆုံးတယ်လို့ဆုံးတာပါလာတော့ကတော့1ယောက်ထဲလာတာပဲဟုတ်ကဲ့လား1ယောက်ထဲလာတယ်ကိုဘဝလေးကိုတွေ့တယ်ကိုဘဝကိုတွေ့ရာကနေပြီးတော့သူ့ဘဝသွားတွေ့ပြန်တယ်အဲ့ဒီသူ့ဘဝတွေ့ရာကနေပြီးတော့ဘဝတွေတွေ့စရာတွေများလာတယ်ပစ္စည်းဥစ္စာတွေ့စရာတွေများလာတယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေတွေ့စရာတွေများလာတယ်ဆွေတွေမျိုးတွေတွေ့စရာတွေများလာတယ်ဟုတ်ကဲ့လားအတွေ့အတာတွေကအလွန်များလာတယ်အဲ့ဒီလိုအတွေ့အတာတွေကိုဖြတ်ထောက်ဖြစ်ချင်လို့ရှိရင်ဘာလုပ်မလဲဗုဒ္ဓနုတ္တိပွားပါတဲ့နော်ဗုဒ္ဓနုတ္တိပွားခြင်းဖြင့်အတွေ့အတာတွေဖြတ်ထောက်နိုင်ပါတယ်တဲ့ဝိရာခာယနောက်တစ်ခုကနိရောဓာယအေးလောကမှာလူတွေကဒုက္ခတွေကြုံတွေ့နေကြအကြုံတွေ့ရတဲ့ဒုက္ခတွေငြိမ်းသွားခြင်းဘာလို့ဗုဒ္ဓနုတ္တိပဲပွားပါတဲ့ဟောဒုက္ခတွေကိုလည်းငြိမ်းသွားစေနိုင်တယ်တဲ့ဒီဗုဒ္ဓနုတ္တိကဘုရားကိုအာယုံပြုတယ်ဆိုတဲ့ကြည့်မြတ်စွာဘုရားဟာဘဝမှာအတွေ့အတာရှိသေးလားရှိပါဗျာအေးဘလောက်အားကြကိုလည်းအားကြဘုရားတောင်အတွေ့အတာမရှိဘူးငါလည်းတွေ့တာလို့မကောင်းဘူးဆိုဟောအားကြလို့ရတာပေါ့နော်နောက်ဘုရားမှာအတွေ့အတာမရှိလို့ဒုက္ခတွေကလည်းပဲချုပ်ငြိမ်းသွားသလိုချုပ်ငြိမ်းသွားတဲ့ဂုဏ်တွေကိုအာယုံပြုလိုက်တဲ့အခါကိုလည်းချုပ်ငြိမ်းခြင်းလာတယ်ပေါ့အဲ့ဒါကြောင့်မလို့နိရောဓာယဒုက္ခတွေချုပ်ငြိမ်းသွားဖို့အတွက်လည်းပဲဟောဒီဗုဒ္ဓနုတ္တိကမ္မထာကိုပွားပါတဲ့ဒါကဘဝကြီးနဲ့ပတ်သက်ပြီးတော့ညီငွေဖို့မတွေ့တာဖို့ဒုက္ခတွေချုပ်ငြိမ်းသွားဖို့ဆိုတဲ့အကျိုး၃မျိုးဖြစ်ထွန်းစေတယ်နောက်ထပ်ရရှိနိုင်တဲ့အကျိုးတွေကဘာတော့ဆိုလို့ရှိရင်အဘိညာယအေးဗုဒ္ဓနုတ္တိကိုပွားခြင်းဖြင့်ထူးခြားတဲ့အသိဉာဏ်တွေကိုယ်တဏ္ဍာမှာပေါ်လာမယ်အမှန်တရားတွေကိုထင်ထင်ရှားရှားသိလာမယ်အကြောင်းနဲ့အကျိုးအခေါင်းဆိုးတွေကိုခွဲခြားသိလာမယ်အဘိညာယထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာနိုင်ပါတယ်တဲ့ဒါကြောင့်မို့ဗုဒ္ဓနုတ္တိကိုပွားပါတဲ့ဗုဒ္ဓနုတ္တိပွားလို့ရှိရင်ထူးခြားတဲ့ဉာဏ်ဉာဏ်သွေးတွေပေါ်လာမယ်အဲ့ဒါလိုပဲတဲ့တံဘောဓာယတရားအစစ်မှန်နေနိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်းတွေကိုသိနိုင်တဲ့အသိဉာဏ်မျိုးတွေလည်းပဲဗုဒ္ဓနုတ္တိပွားလို့ရှိရင်လမ်းမှန်တွေကိုတွေ့လာမှာပါဒီအကျိုးကိုလည်းရတယ်နောက်တစ်ခုကဘာလို့ဆိုဥပတမယလောကလူတွေဟာပူပန်မှုနဲ့နေကြတယ်အလုံးဟာနောင်ရေးပူပန်ရတာတို့တာရေးသမီးရေးပူပန်ရတာတို့စီးပွားရေးပူပန်ရတာတို့ဟိုအရေးဒီရေးပူပန်ရတာတွေမရှိဘူးလားရှိပါဗျာအေးလူတွေမှာအပူနဲ့အပင်နဲ့နေကြတာနောက်ဆုံးကြတော့အပူပင်မရှိရင်မနေတတ်တယ်လို့တောင်ဖြစ်နေလူကပူစရာမရှိရှားပူတယ်တချို့ကဟုတ်ကဲ့လားပူစရာမရှိဝယ်ပြီးတော့များပူအောင်မလားမသိဘူးဘာဖြစ်လို့လဲဆိုအပူထဲနေကြတော့အေးတဲ့သွားဖို့သိစိတ်မပါနော်အပူတွေများနေတဲ့အချိန်မှာ तू ကအေးကြတော့သိစိတ်ဓာတ်ကမကြိုက်ချင်ဥပတမတဲ့စိတ်နှလုံးအေးချမ်းသွားခြင်းနဲ့ဆိုလို့ရှိရင်တော့ဗုဒ္ဓနုတ္တိကိုပွားပါ
ဥပမှုတွေကင်းပြီးတော့အပူတွေများတဲ့လောကကြီးမှာအေးအေးချမ်းချမ်းလေးနေခြင်းပြီဆိုလို့ရှိရင်ဗုဒ္ဓနုတ္တိပွားလောကလူသားတွေကနော်လူတစ်ခုပူမှုရတဲ့ဆယ်ကလေးလို့ဆိုတဲ့အတိုင်းပူမှုတွေကအလွန်များတယ်အဲ့လိုပူမှုတွေများတဲ့ထဲမှာတို့တော့အေးချမ်းအောင်နေမယ်လို့နေခြင်းပြီဆိုလို့ရှိရင်တော့ခုခေတ်ကလူတွေအဲ့တော့အဲ့ဒါတတိယမှာမဟုတ်ဘူးအေယာကွန်လေးတက်လိုက်မယ်လို့အောင်းမေ့ခြင်းမေ့တယ်ဗုဒ္ဓနုတ္တိပွားလိုက်ပါတဲ့ဗုဒ္ဓနုတ္တိပွားလိုက်လို့ရှင်စိတ်အေးချမ်းမှုတွေရလာပါလိမ့်မယ်ဟုတ်ကဲ့လားအကျိုး6မျိုးရှိသွားပြီနော်ဗုဒ္ဓနုတ္တိပွားတဲ့အကျိုး6မျိုးနောက်ဆုံးတစ်မျိုးကဘာတော့ဆိုရင်နိဗ္ဗာနာယသံဝတ္တတိကိုလိုချင်တဲ့နိဗ္ဗာန်ကိုလည်းဟောဒီဗုဒ္ဓနုတ္တိပွားခြင်းဖြင့်ရနိုင်တယ်လူတွေကကုသိုလ်ကောင်းမှုလုပ်ပြီးတော့ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုနိဗ္ဗာန်ရဲ့အထောက်အပံ့ဖြစ်ပါစေဒီလိုဆုတောင်းကြဟောဆုတောင်းမနေနဲ့ဗုဒ္ဓနုတ္တိသာပွားလိုက်ကိုလိုချင်တဲ့နိဗ္ဗာန်ဟာရလာမှာပဲလို့ပြောတယ်အေးကောင်းပြီဗုဒ္ဓနုတ္တိဆိုတာဒီလိုအကျိုး9မျိုးကိုထုတ်လုပ်ပေးနိုင်တဲ့ထူးခြားတဲ့အမြတ်ဆုံးသောဘာဝနာတစ်မျိုးဖြစ်တယ်အဲ့ဒီအမြတ်ဆုံးသောဘာဝနာတစ်မျိုးဟာဘုန်းကြီးတို့ရဲ့လက်ရှိဘဝအမတန်မှပွားများတဲ့တဲ့ဒါလည်းကမ္မထာမယ်တချို့ကဘုရားကုံတော်ပွားတာကမ္မထာလို့တော့မထင်ပြောအောင်မယ်သမထဆိုပြီးတော့ရှုပ်ချခြင်းရောင်လုပ်နေအောင်မယ်နော်သမထပဲဖြစ်အောင်လုပ်ပါအောင်နော်သမထလည်းပဲပွားရမယ်တရားပဲမြတ်စွာဘုရားကိုယ်တိုင်ကဒွေမေဘိက္ခဝေဘာဝေတ္တပါဒီတဘာဝတရားနှစ်ခုကိုမိမိတို့တဏ္ဍာမှာဖြစ်အောင်လုပ်ပါတဲ့ဘာလဲသမထနဲ့ဝိပဿနာတဲ့သမထလည်းပွားရမယ်ဝိပဿနာလည်းပွားသမထဆိုတာသမာဓိပဲဝိပဿနာကိုအမှန်းတင်တဲ့အခါမှာသမထကိုရှုတ်ချမိတတ်တယ်မရှုတ်ချရဘူးနော်သူဟာနဲ့သူပဲစာရဲပေတယ်ဆိုတာကိုပြောပြကြည့်ဘုရားမြတ်စွာလက်ထက်တုန်းကသမထကိုအရင်ပွားပြီးတော့မှဝိပဿနာလမ်းကြောင်းကနေတက်ကြတာအများဆုံးကအဲ့လိုပဲသမထပုပ္ပင်ကမံဝိပဿနာဘာဝေတိသမထကိုအရင်ကျင့်တယ်ပြီးတဲ့အခါကျတော့မှဝိပဿနာကူးတယ်ဒါရှေးကကျင့်တဲ့အချက်နောက်ပိုင်းရောက်လာတဲ့အခါကျတော့ဝိပဿနာပုပ္ပင်ကမံသမထံဘာဝေတိဝိပဿနာကိုအရင်ကျင့်တယ်သမထကိုနောက်မှလိုက်တယ်ဟောဒီလိုတည်းရှိဘယ်ဟာပဲဖြစ်ဖြစ်ကိုကြိုက်တာလုပ်လို့ရတယ်ဒါနှစ်ခုစလုံးနော်သမထအရင်လုပ်မလားဝိပဿနာအရင်လုပ်မလားဘာလုပ်လို့ရတယ်အေးသမထအရင်လုပ်တဲ့ပုဂ္ဂိုလ်နဲ့ဝိပဿနာတက်တက်လုပ်တဲ့ပုဂ္ဂိုလ်ဘာကွာတော့ဆိုကိုယ့်အကိုရွေးကြည့်စာရဲပါတာကိုပြောပြမယ်ယုတ်တိလည်းရှိတယ်သဘာဝလည်းကြားတယ်စာပြောတာနော်သမထနဲ့ဝိပဿနာသမထဆိုဒီမှာတမာရိရအောင်အရင်လုပ်လိုက်တယ်ဇံရတာမရတာအသာထားနော်တမာရိရအောင်အရင်လုပ်တယ်ပြီးတော့မှဝိပဿနာဘာဝနာယုံနာဓမ္မသင်္ခါရတွေကိုတွေ့အောင်ရှားပြီးတော့မမြဲတဲ့သဘောဆင်းရဲတဲ့သဘောမစိုးမပိုင်တဲ့သဘောတွေကိုမြင်အောင်အားထုတ်တယ်အဲ့ဒီမှာအထက်ကထာထဲမှာဆိုထားတဲ့စကားလေးကအလွန်တတိထားပြီးမှတ်သားစရာကောင်းတဲ့ဟာတစ်ခုပါသမထမပွားပဲနဲ့ဝိပဿနာတက်တက်ပွားတာဟာတဲ့ဒီနာနိနိမြစ်ကိုပြောကြတာချင်းတွင်းမြစ်ကြီးကိုလက်ပစ်ကူးတာနဲ့တူတယ်ပေါ့ချင်းတွင်းမြစ်ကြီးဟိုဘက်ကရောက်ချင်ရင်လက်ပစ်ကူးရင်ရောမရောက်ဘူးလားရေတဲ့ဒီတိုင်းကူးသွားမယ်ဟုတ်လားသို့မဟုတ်လှေနဲ့ကူးမယ်သင်္ဘောနဲ့ကူးမယ်ဘယ်ဟာနဲ့ကူးချင်တော့လက်ပစ်ကူးချင်သလားလှေနဲ့ကူးချင်သလားအေးဝိပဿနာတက်တက်ပွားလို့ရှိရင်မြစ်တစ်ဖက်ကမ်းရောက်အောင်လက်ပစ်ကူးသွားတာနဲ့တူတယ်တဲ့မရောက်ဘူးလားရောက်တယ်သမထအရင်ထူထောင်ပြီးမှဝိပဿနာပွားလို့ရှိရင်တော့လှေနဲ့ကူးတာနဲ့တူတယ်တဲ့ကဲဘယ်ဟာကြိုက်တော့တက်တာလားရွေးတာဆိုတာသိပါတယ်နော်တက်တာလားရွေးဦးမှာပဲအဲ့တော့အဲ့ဒီလိုဆိုထားတယ်စာပေမှာ
သမထအရင်ပွားပြီးတော့ဝိပဿနာကျင့်တဲ့ပုဂ္ဂိုလ်ဟာလှည့်စည်းပြီးတော့ဟိုဘကံကူးတာနဲ့တူတယ်တဲ့ဝိပဿနာသက်ဒါဘယ်သူမှရှုပ်ချစရာမရှိဘူးကိုကြိုက်တာကိုလုပ်လို့ရတယ်ဟုတ်ကဲ့လားဝိပဿနာသက်ပွားတဲ့ပုဂ္ဂိုလ်ကလက်ပြကူးသွားတာနဲ့တူတူပဲလက်ပြကူးလေနဲ့ကူးအရေးကြီးဆုံးကဘာတော့ဟိုဘကံရောက်ဖို့ကအရေးကြီးတယ်ဘာဖြစ်လို့ဟိုဘကံကငြိမ်းချမ်းတယ်ပေါ့ဒီဘကံကအန္တရာယ်တွေရှိတယ်ဟိုဘကံကငြိမ်းချမ်းတယ်ဒါမြတ်စွာဘုရားကိုယ်တိုင်ကိုယ်ကဟိုဘကံကငြိမ်းချမ်းတယ်လို့အာတိဝိသောပမတုံမှာဟောထားတာတပ္ပတိဗယံဩရိမံတိရံတပ္ပတိဗယံဒီဘကံဟာဘေးအန္တရာယ်တွေများတယ်တဲ့ပါရိမံတိရံခေမံဟိုဘကံကငြိမ်းချမ်းတယ်လို့ပြောတာနော်အဲ့ဒီနာမည်နဲ့ဘုန်းကြီးတို့ဟောထားတဲ့တရားတစ်ပုဒ်ရှိတယ်ဟိုဘကံကငြိမ်းချမ်းတယ်ဆိုအာတိဝိသောပမတုံဟိုဘကံကငြိမ်းချမ်းတဲ့ဟိုဘကံကိုသွားကျင်လို့ရှိရင်လက်ပြကူးသွားမလားလှည့်စည်းသွားမလားဒါပဲပေါ့နော်အဲ့တော့အထက်ကရာဆရာကြီးကတော့ပြောထားတာဝိပဿနာသက်နဲ့သွားလို့ရှိရင်တဲ့လက်ပြကူးသွားတာနဲ့တူတယ်ရောက်တော့ရောက်မှာပဲနည်းနည်းတော့ပင်ပန်းမယ်ပေါ့ဒါပြောတာပဲဟုတ်ကဲ့နည်းနည်းတော့ပင်ပန်းမယ်ခြေထဲတော့နစ်တော့မသေးတော့ပါဘူးအဲ့လေနဲ့ကူးရင်ကတော့တက်တာရှိတယ်လို့တော့ပြောတာပေါ့နော်အဲ့တော့ဒါကြောင့်မို့လို့သမထပုပ္ပင်ကမံဝိပဿနာဘာဝိတိသမထအရင်ကျင့်ပြီးဝိပဿနာနောက်ကျင့်တာပဲဖြစ်စေဝိပဿနာပုပ္ပင်ကမံသမထဘာဝိတိဝိပဿနာအရင်ကျင့်ပြီးတော့သမထနောက်ကလိုက်တာပဲဖြစ်စေဘယ်နည်းနဲ့သွားကိုယ်နဲ့တင့်တော်တဲ့လမ်းကြောင်းကသွားပေါ့ဘယ်ဟာမှားတယ်ဘယ်ဟာမှန်တယ်ပြောစရာအကြောင်းမရှိနော်ဒါစာထဲမှာဒီလိုပဲဆိုတာနော်အေးဒါကြောင့်မလို့ဗုဒ္ဓနုတ္တိဘာဝနာရဲ့အကျိုးကျေးဇူးတွေဟာအမတန်များတယ်ဒါဖြင့်ဗုဒ္ဓနုတ္တိတိုက်ရိုက်ကဇံရသလားဝိပဿနာဖြစ်သလားလို့မေးလို့ရှိရင်ဇံလည်းမရဘူးဝိပဿနာလည်းမဖြစ်ဘူးဗုဒ္ဓနုတ္တိတက်ဆိုလို့ရှိရင်နော်အခုပြောတဲ့မြတ်စွာဘုရားကနိဗ္ဗိဒာယဆိုတာဒီဝိပဿနာဉာဏ်ကြီးဖြစ်လာတာနိဗ္ဗိဒာဆိုဝိပဿနာဉာဏ်ဖြစ်လာတာကိုပြောတာအဲ့တော့ဗုဒ္ဓနုတ္တိပွားတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓနုတ္တိကအကျိုးပြုတာနှစ်ခုရှိတယ်အထက်ကထာမှာရှင်းတာအင်္ဂုတ္တရနိကာယအထက်ကထာဧကနိဗ္ဗအထက်ကထာမှာစိတ်တတံပဟံတနတ္ထဗုဒ္ဓနုတ္တိပွားတယ်ဆိုတာတဲ့စိတ်ကြည်နူးဖို့ပွားရမယ်တခုကြည်ဖះကိုဖူးလိုက်ရတဲ့အခါမှာစိတ်လေးမကြည်နူးဘူးလားကြည်နူးပါရဲ့ဖះကုံတော်ကိုအောင်းမေးလိုက်ရရင်စိတ်ကကြည်နူးလားအဲ့ဒီလိုစိတ်ကြည်နူးဖို့လည်းပဲဗုဒ္ဓနုတ္တိကိုပွားပါတဲ့နောက်တစ်ခုကဝိပဿနာထဝိပဿနာကိုလွယ်လွယ်ကူကူနဲ့သွားခြင်းလို့ရှိရင်လည်းဗုဒ္ဓနုတ္တိခုနလိုဟိုဘက်ကန်းကိုလှေနဲ့သွားခြင်းသို့မဟုတ်သင်္ဘောနဲ့သွားခြင်းလို့ရှိရင်ဗုဒ္ဓနုတ္တိအရင်ပွားလို့ပြောတာမသက်သာဘူးလားလှေလေးနဲ့ဟိုဘက်ကူတော့သက်သာတယ်ဝိပဿနာထတဲ့ဝိပဿနာအတွက်လည်းပဲဗုဒ္ဓနုတ္တိကိုပွားပါတဲ့ဗုဒ္ဓနုတ္တိပွားခြင်းဖြင့်စိတ်ကြည်နူးမှုကိုလည်းရနိုင်တယ်တခါတရံကျတော့စိတ်တည်ညင်နွမ်းပြီးတော့နေတဲ့အခါမှာဗုဒ္ဓနုတ္တိပွားလိုက်ပါပွားလိုက်ရင်စိတ်ကလေးကကြည်နူးလာလိမ့်မယ်တခါတရံကျတော့ဝိပဿနာတရားအထုတ်နေတဲ့အခါဟိုဘက်ကလက်ပြကူးနေရတယ်လို့ပင်ပန်းဆင်းရဲတယ်အနိစ္စဒုက္ခအနတ္တနော်မမြဲတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားနေရတဲ့အခါစိတ်ပင်ပန်းခြင်းပင်ပန်းလာမယ်ဆင်းရဲတာတွေတွေ့ရင်စိတ်ပင်ပန်းခြင်းပင်ပန်းလာမယ်သင်္ခါရတရားတွေဆိုတာကြောက်စရာတွေလန့်စရာတွေလို့စိတ်ထဲမှာမြင်လာရင်ပင်ပန်းကောင်းပင်ပန်းလိမ့်မယ်အဲ့ဒီပင်ပန်းမှုတွေကိုပြပြောက်သွားအောင်ဗုဒ္ဓနုတ္တိကိုပွားလိုက်ပါပွားလိုက်တဲ့အခါဘာလို့တော့ဝိပဿနာဟာအာစီဝိပဿနာလုပ်တဲ့အခါမှာဗုဒ္ဓနုတ္တိပွားပေးလိုက်တာအာစီတစ်ခွက်လို့ပဲဗုဒ္ဓနုတ္တိနဲ့ rest လုပ်တာပေါ့အနားယူလိုက်တာဗုဒ္ဓနုတ္တိနဲ့အနားယူလိုက်လို့ခုနကစိတ်ပြည့်ငြင်းငွေစရာတွေကိုရှုနေရတဲ့ဝိပဿနာဟာအင်အားတွေပြန်ပြည့်မသွားဘူးလားပြည့်သွားပါဘူးလူတွေကတော့အားပြည့်အောင်တော့ဘာတော့ရှက်ဘူးလေးတစ်ဘူးလောက်တောက်ရမလားနော်အဲ့ဒါမျိုးတစ်ခုခုပေါ့100 plus တောက်မယ်ဒါလေးတောက်လိုက်ရင်အမောပြေတယ်လို့ပြောကြတယ်နော်အမောပြေတယ်အဲ့ဒါလေးပဲတောက်ကြမယ်
အဲ့တော့ဝိပဿနာတရားအထုတ်လာလို့အမောမပြေလို့ရှိရင်ဘုရားနုတ္တိပွားလိုက်ပေါ့တဲ့ဒါအမောပြေသွားလိမ့်မယ်အဲ့ဒီအမောပြေသွားပြီဆိုလို့ရှိရင်အင်အားတွေပြန်ပြေမလာဘူးလားပြေလာပြီဆိုတဲ့အခါမှာဝိပဿနာထပ်ပြီးတော့ရှုလိုက်လို့ရှိရင်ကိုလိုချင်တဲ့စခန်းရောက်သွားနိုင်တာပေါ့ဒါကိုပြောတာဘုရားနုတ္တိဟာစိတ်ကြည်နူးမှုအတွက်လည်းဖြစ်တယ်ဝိပဿနာအတွက်လည်းဖြစ်တယ်ဒါဖြင့်ဘုရားနုတ္တိအားထုတ်ပြီးတော့ဝိပဿနာဘယ်ပုံကူးမလဲလို့မေးလို့ရှိရင်ဘုရားနုတ္တိကမ္မထာကတော့ဒါသမထကမ္မထာပဲဘုရားကိုအာယုံပြုလိုက်လို့စိတ်ကလေးတွေကြည်နူးလာတယ်တတိလေးတွေဉာဏ်လေးတွေထက်လာတယ်ထက်လာပြီဆိုဘုရားကိုအာယုံပြုတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်အသုံးချလိုက်မယ်ပထမကဘုရားရဲ့ဂုဏ်တော်ကိုအာယုံပြုနေတာအဲ့ဒီအာယုံပြုပြီးတော့ပေါ်နေတဲ့တတိလေးကိုဝိပဿနာရဲ့အာယုံအဖြစ်သုံးချလိုက်မယ်သုံးချလိုက်တာနဲ့တပြိုင်နက်ဒီတတိတရားလေးဟာအာယုံကိုအမှတ်ရနေတဲ့သဘောလေးပဲဒီတတိတရားလေးဟာသူ့ကြည့်မဖြစ်ဘူးဉာဏ်နဲ့စိတ်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်ဖတ်တာဝေဒနာတင်ညာစတဲ့စေတသိက်တွေနဲ့ရှင်တွဲပြီးတော့ဖြစ်တယ်ရှင်တွဲပြီးတော့ဖြစ်လာတဲ့ဒီတတိတရားလေးဟာနှလုံးသားလို့ဆိုတဲ့ဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဟရိယဝတ္ထုဆိုတဲ့အထဲမှာလည်းပဲဓာတ်ကြီး၄ပါးဆိုတာပါတယ်ရုပ်တရားတွေမှန်သမျှဓာတ်ကြီး၄ပါးကိုမှီပြီးတော့ဖြစ်တယ်လို့တတိလေးကိုရှုမြင်ရာကတတိရဲ့တီယာဟရိယဝတ္ထုရုပ်ရောနာမ်ရောနှစ်ခုစလုံးဆင်ញင်သုံးသပ်လာနိုင်တယ်ရုပ်နဲ့နာမ်နှစ်ခုလုံးဆင်ញင်သုံးသပ်ကြည့်လို့ရုပ်နဲ့နာမ်တတိတရားလေးကနန္တရားတတိရဲ့တီယာဖြစ်တဲ့ဟရိယဝတ္ထုကရုပ်တရားလို့ရုပ်နဲ့နာမ်နဲ့နှစ်ခုခွဲပြီးတော့မြင်လာလိုက်တာဟာနာမရူပပရိစ္ဆေဒညာပဲပေါ့ analytical knowledge of mind and matter ဆိုတာအဲ့ဒါလို့ယုံနဲ့နာနှစ်ခုဆိုတာလေးကိုမြင်လာလိုက်တာနဲ့တပြိုင်နက်တတ္တဝါဆိုတဲ့အတွေးမရှိတော့ဘူးငါဆိုတဲ့အတွေးပျောက်သွားတယ်အဲ့ဒါကိုဒိဋ္ဌိဝိသုဒ္ဓိလို့ပြောတာဒါဖြင့်ဒီတိလေးနဲ့ဟရိယဝတ္ထုလေးကသူ့ဟာသူဖြစ်နေတာလားဆိုမဟုတ်ဘူးဆိုင်ရာအကြောင်းတရားလေးတွေရှိတယ်ဆိုတာသိလားဘုရားကုံတော်နဲ့တွေးလိုက်တဲ့အခါမှာဒီတတိလေးကဖြစ်ပွားလာတယ်ဒါကိုသိလိုက်ရင်ဘုရားကုံတော်ဆိုတဲ့အာယုံအကြောင်းတရားကိုပြုပြီးတော့ဒီတတိတရားလေးဟာပေါ်လာရတာလို့ဒီလိုအကြောင်းနဲ့အကျိုးကိုဆင်ញင်သုံးသပ်နိုင်လာလို့ရှိရင်ပစ္စယပရိက္ခဉာဏ်လို့ခေါ်တယ်ပေါ့အဲ့ဒီပစ္စယပရိက္ခဉာဏ်ကနေပြီးဒီတတိတရားလေးရဲ့သဘာဝတရားရုပ်တရားတွေရဲ့သဘာဝလက္ခဏာတွေကိုရှုမြင်သုံးသပ်ပြီးရှုမြင်လာပြီးသုံးသပ်လိုက်လာပြီးမမြဲတဲ့သဘောလေးတွေကိုတွေးတောလာပြီးဆိုရင်သမတနာပဲနောက်တွေးတောရာကနေပြီးတော့ဖြစ်မှုပြက်မှုနှစ်ခုစလုံးကိုမြင်လာပြီးဆိုရင်ဥရိယဘယပဲဥရိယဘယဉာဏ်ဖြစ်လာအဲ့ဒါလို့ဖြစ်လာတဲ့အခါနောက်ဆုံးမှာဖြစ်ပြမှုတွေကအလွန်များလာအသိဉာဏ်ကလည်းလွန်လွန်လှင်းလှင်းမြန်မြန်ဖြစ်လာသည့်အတွက်ကြောင့်ဖြစ်တာကိုတောင်မစင်စားဘူးအပြက်ကြီးပဲမြင်ရတယ်ဆိုလို့ရှိရင်ဘင်္ဂဉာဏ်ဖြစ်တာပေါ့ပြက်ထာတွေကြီးမြင်လာပြီဆိုလို့ရှိရင်ဘာတွေစိတ်ထဲမှာပေါ်လာတော့ဆိုအိုးကြောက်เสียကြီးပါလားလို့မြင်လာတယ်ဘယတုပ္ပဘယဉာဏ်ဖြစ်တာပေါ့ကြောက်เสียကြီးလို့မြင်လာလို့ရှိရင်ကြောက်เสียဆိုရင်အန္တရာယ်ရှိတာပါလားဒုက္ခများလာကြီးလားလို့မြင်လာလို့ရှိရင်အာဒိနဝဉာဏ်ဖြစ်တာပေါ့ဒါမြင်ပုံကလေးတွေကတဖြည်းဖြည်းတက်လာအဲ့ဒါလို့ကြောက်เสียကြီးလို့အပြစ်တို့မြင်လာလို့ရှိရင်လူရဲ့သဘာဝဒါတွေကနေလွတ်မြောက်ခြင်းတဲ့စိတ်မပေါ်ဘူးလားအဲ့ဒါလို့လွတ်မြောက်ခြင်းတဲ့စိတ်ပေါ်လာတာဟာမုံစီတုကမြတာလို့ခေါ်တာပေါ့လွတ်မြောက်ခြင်းပြီဆိုရင်လွတ်ရလွတ်ကြောင်းမရှာပေဘူးလားဘယ်လိုလုပ်ရင်လွတ်ရင်ကောင်းမလဲလို့ပြန်ပြီးတော့ဆင်ញင်သုံးသပ်ရှာပွေသလိုနော်အင်မတန်ကြီးမားတဲ့လေစိတ်ကြီးတစ်ခုတည်းရောက်သွားလို့ရှိရင်အပြင်မဲ့ထွက်ဖို့ကြတော့ဘာရှာရတော့ဆို exit ဘယ်နားမှာလဲဆိုထွက်ရဟုတ်ကဲ့ exit ရှာသလိုပဲထွက်ပေါက်ကိုရှာတာပြန်လီဆင်ញင်သုံးသပ်တာပဋိသင်္ခာဉာဏ်လို့ခေါ်တယ်ထွက်ပေါက်ရှာပြီးထွက်ပေါက်လဲတွေးပြီးဆိုတဲ့အခါမှာသင်္ခါရတရားတွေပေါ်မှာချစ်ချင်းမုန်းခြင်းဆိုတာမထားတော့ပဲနဲ့သင်္ခါရတရားတွေပေါ်မှာစိတ်တည်တည်ငြိမ်ငြိမ်ထားပြီးတော့နေနိုင်သွားတာကသင်္ခါရုပ္ပခဉာဏ်လို့ခေါ်တယ်အဲ့ဒီသင်္ခါရုပ္ပခဉာဏ်ရင့်တန်လာပြီဆိုလို့ရှိရင်တော့ကြားထဲမှာသင်္ခါရုပ္ပခဉာဏ်ဟာမြစ်ကြီးရဲ့ဒီဘက်ကမ်းပဲရှိသေးတယ်
ဟိုဘက်ကန်းကူးကျင်လို့ရှိရင်ဟိုဘက်ကန်းနဲ့ဒီဘက်ကန်းကအလှမ်းဝေးနေသည့်အတွက်ကြောင့်တရားမထိုးရပေဘူးလားလျှောက်သွားဖို့တရားလေးလိုတယ်အဲ့ဒီတရားဆိုတာဘာလဲဆိုရင်အနုလောမဉာဏ်ပဲအနုလောမဉာဏ်ကနေတရားခင်းပေးလိုက်တာနဲ့တပြိုင်နက်ဟိုဘက်မက်ဆိုတဲ့သဘာဝတရားပေါ်လာတာပဲဟိုဘက်ကန်းရောက်သွားပြီလို့ဒီလိုမှတ်ရမယ်ဟုတ်ကဲ့လားအဲ့ဒါလို့ဟိုဘက်ကန်းရောက်သွားတာနဲ့တပြိုင်နက်ငြိမ်းချမ်းမှုတွေကိုတွေ့သွားပြီဟောဘုရားနုတ္တိတရားကနေပြီးတော့ဝိပဿနာဉာဏ်ကူးပြောင်းလိုက်လို့ရှိရင်ဒီလိုအခြေအနေမျိုးတွေကိုရနိုင်တာကိုမြတ်စွာဘုရားကဘုရားနုတ္တိရဲ့အကြောင်းကိုဒီလိုဟောတာဖြစ်ပါတယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့သည်အမြတ်ဆုံးသောဘာဝနာလို့ဆိုတဲ့ဘုရားနုတ္တိကိုစင်စစ်မပြတ်တတိတရားကြီးစွာထားပြီးတော့ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့အောင်တတ္တဝါများစွာတေယံကွာချမ်းသာကြပါစေတတ္တဝါများစွာတေယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတာအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်အေတရားစေကိုပိဝိတဝါဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသာတဗ္ဗေပူဇာညစ်နောက်ကိလေသာအစေအတောက်ဟုသမျှတို့သည်သမုဝတ္တပိဉ္စဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောက်ပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိတိဘာဝကိလေသာဟုပုခသိင်ကင်းခြင်းရာစိဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း